STM channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေ BLG ရဲ့ဇာတ်လမ်းပေါင်းများစွာကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့စာရေးသူဒီဒီစော်ရေးသားထားတဲ့ 8G ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း 5 ကိုဖတ်ပြတင်ဆက်ပေးကြပါမယ်။ပရိသတ်များလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးလို့ဆိုတော့ like and subscribe လေးနှိပ်ပြီးတော့ဘေးနာ notification လေးဖွင့်ထားပြီးမမေ့ပါနဲ့နော်။ကဲဒါဆိုရင်ဇလန်လေးကိုအခုပဲစတင်လိုက်တော့မယ်။အေးစစ်နိုင်ကဖဖရဲ့ခံနဲ့ဝင်လာတော့ကောင်လေးကဖဖကရင်ပေါ်မှာရှောက်နေပြီဖြစ်တယ်။အချိန်ကြီးကတော့ကောင်းမောင်ရပြီ။ဖဖရဲ့မျက်နှာကြည်လင်းနေတယ်။ကိတ်မောင်တော့စားပြီးသွားပြီ။ကြိုက်ရင်လားဖဖ။မကြိုက်ပါဘူးဒီလောက်ခါတော့ဖဖရလေကျမ်းမိုင်နဲ့ညီညွတ်ပါတယ်ဆို။မြေကုံလေးတွတ်ပြီးပြောနေတဲ့ကောင်လေးကိုအေးစစ်နိုင်ကပြုံးပြီးတော့ကောင်လေးကိုဆွဲဖလိုက်တယ်။ထုံနောက်ခုံဖို့တလုံးဆွဲယူပြီးကရင်ပေးမှဝင်ထိုင်ပြီးတော့ဘောင်းမီအိတ်ကတ်ထဲကကတ်တွေကိုထုတ်လိုက်တယ်။ဖွားဖွားနဲ့အိုမိတ်ကတ်ကင်ကစားကြမိငငယ်ရလို့ကောင်လေးကဒါဆော့ရတယ်မဟုတ်ဘူးလား။ဆော့ရတယ်တိတ်တော့မကြွအောင်ဗျ။လာအဲ့ဒါဆိုဆော့မယ်နော်ဖွားဖွားအေးစစ်နိုင်ကကတ်တွေဝေးပြီးပထမတစ်ပွဲမှာအေးစစ်နိုင်ကနိုင်သွားတယ်။ဒုတိယတစ်ပွဲမှာတော့ဖွားဖွားကနိုင်နေ။ကောင်လေးရဲ့မျက်နှာလေးကတစားထက်တစားစူပုတ်လာတဲ့လောက်ဖွားဖွားနဲ့အေးစစ်နိုင်ကပြုံးစီဖြစ်လာကြတယ်။တတိယပွဲကစားနေစဉ်အေးစစ်နိုင်ကဖွားဖွားစီကကတ်တခုကိုယူပြီးအလေကောင်လေးကမကြင်မနဲ့နေအော်ပါရီညက်ပတ်တယ်ဖွားဖွားရောအေးရောဘာလို့လဲကောင်လေးကအလို့တော့အေးစစ်နိုင်ကရဲချင်ပက်ကြည့်တန်နဲ့မေးလိုက်တယ်ကောင်လေးကတရှူးရှူးနဲ့နှာမုတ်တန်လေးတွေပဲထွက်လာတယ်ကျွန်တော်ခုနတပွဲဖွားဖွားနိုင်ကြတဲ့ကြည့်နေတာကြာပြီအေးကတ်ယူရမယ်အလဲမှာဖွားဖွားရဲ့နှာခေါင်းကိုကုတ်ပြတယ်ဖွားဖွားကြီးကတ်ရောငါလေးအေးရနေရွက်ကိုကင်ပြတယ်ဖွားဖွားကြီးတို့ကကတ်တွေကိုမှတ်ပြီးတော့ချိတ်ဆက်လုံနေတာအဲ့ဒါကြောင့်ယူလိုက်တဲ့ကတ်တိုင်းကတူနေတာမြားနေတာအရင်ညက်ပတ်ထားပြီဟောဗျာဘာမှမလုပ်ရပါဘူးဗျာနော်ဖွားဖွားအခုလေဖွားဖွားရမျက်လုံးကိုကုတ်ပြနေရအောင်ဟဲ့ဘဲနာတော့ဒီကလေးကလေစွတ်စွတ်တဲ့ငါဟာငါရားလို့ကုတ်တောင်းဖွားဖွားရမျက်နှာတစ်ခုလုံးရားနေလားအေးရလဲဟိုကိုင်းဒီကိုင်းနေဦးဖွားဖွားရဲကျင်နေအောင်ထိန်းထားပြီးအောက်နှကန်းကိုကိုက်ပြီးတော့တစ်ဖက်ကိုလှည့်သွားတယ်ကောင်လေးကစူပုတ်ပြီးတော့ကတ်တွေမွေ့ရပါဘူးပြစ်ချပြလိုက်သည်တော်ပြီမစော့ကျင်တော့ဗျာဖွားဖွားကြီးကိုအေးရောညက်ပတ်တယ်အနိုင်ကျင့်နေဟောတော့ကောင်လေးကကရင်မောကဆင်းပြီးဆိုဖာကုန်းရှေ့ပေါ်မှာသွားပြီးတော့အိတ်နေတယ်ဖွားဖွားတခီးရဲပြီးတော့အေးစက်နိုင်ကိုလိုက်သွားလို့မင်းငေါပြတယ်အေးစက်နိုင်တဟားအော်ရင်ပြီးကောင်လေးရှိရာခုံကိုသွားပြီးတော့ပခုံးလေးကိုဆွဲလန့်တော့ကိုကိုတောင့်ထားတယ်ကောင်လေးကိုရောဖွားဖွားရောချစ်လို့စတာပါကွာစိတ်မဆိုးပါနဲ့နောက်တစ်ခါဆိုရင်မညက်တော့လေနော်ဒါပေမဲ့လက်မောင်းနေကြမျက်နှာကိုမှောက်ပြီးတော့လုံးဝဖော်မလားနေရဖျားလေးတွေနေရနေရကြည့်တဲ့အပြင်ကောင်လေးကသူ့ကိုမြေဖွားနှစ်ယောက်ပေါင်းပြီးအညက်ခံရတော့တော်တော်ခံမြင်နေပုံရတယ်အေးစင်နိုင်ကဥရလွန်းလို့ဆွဲပြီးတော့မွေနှံပြစ်ချင်တဲ့ကိုမနေကိုထိန်းထားရတယ်ဖွားဖွားရဲ့ရှိမှမို့လို့ပေါ့ဖွားဖွားကရင်မောကစင်ပြီးစပွဲနာကိုလာပြီးတော့ရက်ပြီးအတန်ကိုမြင့်ပြီးတော့ပြောလိုက်တယ်စင်နိုင်ကြီးတာတီခိုင်ကအုံနှုတ်ခောက်ဆွဲချစ်ထားတယ်မလားသွားစားသွားမကြီးမငယ်နဲ့စိတ်ကောက်နေတဲ့သူတွေကိုမကြွေးနဲ့ထားခဲ့ပြလိုက်ရဲချင်ပစ်ချီတန်ကိုထိမ့်လို့ပြောပြီးဖွားဖွားအခန်းပြင်မဲ့ကိုထွက်သွားတယ်ထိုအခါမှာမှောက်ရိနေကောင်လေးထောင်ပြီးတော့အေးစက်နိုင်ကိုစူပုတ်ပုတ်နဲ့ကြည့်ပြီးတော့မေးတယ်တကယ်အုံနှုတ်ခောက်ဆွဲလားအေးဟာဘာလေးလဲကွာအေးစက်နိုင်ကဖွားဖွားအခန်းထဲမှာမရှိရကြောင်းလေလုံးဝမထိန်ထားနိုင်မေကောင်လေးကိုဆွဲပေးပြီးမျက်နှာတွေရောလက်ဝဲတွေရောလက်မောင်းဖိုက်တွေပါမကြိုင်နှာခေါင်းနဲ့ဆွဲမွေပြလိုက်တယ်အေးမလုံနဲ့လို့ဂျူလိုက်မင်းခန့်လေးကကဘာပေါ်မှာအေးစက်နိုင်ကိုဥရအောင်အလုံနိုင်ဆုံးတော့တူရီတော့သူအေးစက်နိုင်မှာမဟုတ်ပါဘူးအခုပဲဖဖပင်ဥရသွားပြီမဟုတ်ပါလားအဲလက်စ်ကကားကိုစကိတ်ကွန်ရှိအောင်ချိုးဝင်လိုက်တယ်ကားပတ်ကင်ထိုးရဲတီကိုကဘဲကိုခေါ်လာမှန်းတေချာသိပုံလည်းမရအောင်ကိုစင်းလေဒီမှာဘာလို့မလို့လဲထွေကိုနဲ့တူစကိတ်စီးမလို့မြေခုံးနေတွန်းချော်ပြီးတော့ကားပေါ်ဆင်းလာတဲ့ကိုကအဲလက်စ်ကိုနားမလည်နိုင်တဲ့ပုံစံနဲ့ကြိတ်လာတယ်။လာလီကိုကအဲလက်စ်ဝက်ခွာနောက်ကိုပါလာတယ်။အဲလက်စ်ကအဲ့ကျိုကောင်တာမှာစရင်သွင်းပြီးလိုအပ်တဲ့ပစ္စည်းတွေကိုထုတ်လိုက်တယ်။ကိုစကိတ်ကွန်ကိုခေါ်သွားတော့ဝီကလေးဖြစ်တာကြောင့်လေလူရှင်းနေ။ခလန်းလန်းမှာကလေးတချို့လာလေးကျင်နေတာတွေ့ရတယ်။ကိုလာဖက်နှက်လဲဝေ့ရအောင်နော်။ကိုမစည်းကြဘူးမဲစီပါ။ကိုကဒီကနေထိုင်ဆောင်နေမယ်။မရဘူးကိုနဲ့ကျွန်တော်တူတူစီးမှာလာပါဝက်လိုက်နော်ကိုငငယ်စီးဖို့ရမလားကိုကတစ်ချက်တွေ့ဝေးပြီးမှ
သူစီးလာတဲ့ formal shoe ကိုချွတ်လိုက်တယ်။ Alice ကစကိတ်ဖက်နှက်ကိုကိုကိုရဲ့ခြေထောက်မှာအရင်စီးပေးလိုက်တယ်။ထို့နောက်ကိုကိုရဲ့ရှမ်းကြီးလက်ဖြားဟာနေကျဲသီးကိုဖြုတ်ပြီးလက်ကိုတောင်စဲအောင်နာတီခောက်တင်ပေးလိုက်တယ်။ရမက်ကကျဲသီးနှလုံးခန့်ကိုဖြုတ်ပြီးကိုလက်လန်တော့ကိုက Alice ရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။ဘာလို့လဲကိုအပေါ်ကျဲသီးနဲ့ဖြုတ်ထားလိုက်လေလွတ်လွတ်လပ်လပ်ဖြစ်သွားအောင်အဲ့ဒီခါမှာ Alice လက်ကိုပြန်လွှတ်ပေးလိုက်တယ်။ကိုကိုရဲ့ရမက်ကကျဲသီးနှလုံးခန့်ဖြုတ်ပေးလိုက်တော့အတွန်းသားဝင်းဝင်းတွေကလှက်ကနေပေါ်လာတယ်။ Alice ကမျက်တောင်မခတ်တဲ့စိုက်ကြည့်အောင်ကိုကနေရာခက်စွာပဲမျက်နှာလွှဲလိုက်တယ်။လာလီကိုဒီဘက်ခြံမှာစီးကြမင်းကိုမစီးတာကြောက်ရင်မလို့တိတ်ပြီးတော့မကြွမှုလာပါကျွန်တော်လက်ကိုကင်ပြီးတော့ထလိုက်။ Alice ကကိုရှေ့ကနေလက်နောက်ပြန်ဆွဲပြီးကွန်တက်ပတ်လိုက်တယ်။ကိုခါတော့ရန်ကြီးမကုန်းထနိဟုတ်ပြီကျွန်တော်လက်လွတ်လိုက်မယ်နော်အတွေ့မလွတ်နဲ့မရဘူးတည်းရပါရင်ကိုရဲ့တွေ့လားAlice ကကိုလက်လွတ်ပေးပြီးကိုနဲ့ဘေးချင်းရှင်ပြီးတော့စီးလိုက်တယ်ကိုမျက်နှာပြုံးနေပြီးတော့မျက်လုံးတွေလည်းအယောင်တောက်နေAlice ငယ်ကိုနဲ့အတူစကိတ်စီးကြရင်ချော်လဲကြဘူး Alice ကိုဖမ်းဆွဲပြီးကာကွယ်ပေးလိုက်တဲ့ကအတနာပြီးခြေဆက်လွဲသွားခဲ့တယ်အဲ့ဒီနေရာစပြီးကိုဖေကစကိတ်စီကလုံးဝမပြူတော့တာဖြစ်တယ်စကိတ်စီရတာတိတ်ကြိုက်တဲ့ကသူ့ပေစကားတခွန်နဲ့ကဘာတီးနေခဲ့တယ်ကိုAlice နာကိုပြန်ပြီးတော့ကြွေလာနှစ်ယောက်သာလမ်းကြောင်မှပြီးဟန်ချက်ပြစ်ပြီးတော့လဲကျသွားတယ်ဒီတခါတော့ Alice ကကိုဖမ်းဆွဲလိုက်နိုင်တာကြောင့်လေအကြနာသူက Alice ဖြစ်သွားတယ်Alice ရင်ဘက်ပေါ်မှာကိုမှောက်လျက်သားကြပြီးတော့မျက်နှာနှစ်ခုကနီးကပ်သွားကြတာနှာခေါင်းပြခြင်းထိခတ်မိပတတ်ပါပြီခဏတာများတိတ်ဆိတ်ပြီးမှကိုကစတင်လှုပ်ရှားလာတယ်အထွေရရဲ့လားကျွန်တော်ဘာမှမဖြစ်ဘူးကိုနာသွားသေးလားကိုAlice ဘွားဖဲခွာပြီးတော့ဘေးမှာရှင်ပြီးတော့ပက်လက်လန်ချလိုက်တယ်ကိုရဲ့တော့ Alice ဘွားတူလိုက်ပြီးတော့ရဲလိုက်တယ်နှစ်ယောက်သားပြန်မထပြီးကောင်းငင်ကြီးကိုတူမော့ကြည့်လိုက်တယ်ကိုကိုပျော်စေခြင်းနဲ့တခါတလေလောက်များစိတ်ထဲရှိတဲ့အတိုင်းဘာလို့မှထိန်းတော့မထားပဲစိတ်လက်ကိုလည်းပျော်ကြည့်ပါလားကို Alice ကပစ်လက်လဲနေရာကနေတရောင်နှစ်ဖက်ကိုအားပြုပြီးတော့ကိုရဲ့မျက်နှာပေါ်အုပ်မိုးလိုက်တယ်ကိုကမျက်တောင်ကြီးပုတ်ခတ်ပြီးတော့ Alice ကိုကြည့်လာတယ်ကိုကျွန်တော် Alice ကအောက်ကနေပြီးအန်ဩစွာကြည့်နေတဲ့ကိုရဲ့မျက်နှာကိုကြည့်လိုက်တယ်စိတ်လှုပ်ရှားနေပုံရစွာနဲ့အနှင်းငယ်ပွင့်နေတဲ့နှက်ခမ်းရဲကိုမြင်ရတဲ့ချိန်မှာတော့စိတ်မထိန်နိုင်သွားပြီးဖြည်းဖြည်းချင်းတိုးဝင်ပြီးတော့ဖိကတ်နှမ်းဆိုင်လိုက်တယ်ညင်းဆန်လိုက်မယ်လို့ထင်မိမိကိုကမျက်လုံးတွေမိတ်ပြီး Alice ရဲ့အနံတွေကိုတုံ့ပြန်လာတယ်နှွေးထွေးနှုံညံ့နဲ့အတွေ့အောင်မှာနှစ်ဦးစလုံးပျော်ဝဲညံ့တယ်လျက်မိနစ်တချို့စီကိုကူပြောင်းသွားတာကိုမော်ဟိုက်နွမ်းလျလာပေါင်းရပါတယ်Alice ရဲ့ပါနှစ်ဖက်ကိုအုပ်ကင်ပြီးတော့ရက်တန့်စီတယ်Alice ကကိုနဲ့နှစ်ဖူးချင်းအပ်ပြီးတင်းဆဲခဲ့ရတဲ့ဆန္ဒတွေကိုဖွင့်ထုတ်ရည်ရွယ်မိတယ်ချစ်တယ်ကိုတခါလောက်ပါတခါလောက်လေးပဲကိုစိတ်ကိုလွတ်ကြည့်ပါလားကျွန်တော်နဲ့တူတူရင်ဆိုင်ကြမယ်လေကိုကပြုံးလိုက်တယ်ကိုရဲ့ပြုံးက Alice ရဲ့ကဘာရက်တန့်သွားခဲ့ရပြန်တယ်ဟုတ်ကောင်လေးတို့ပြန်လာပြီမိတာအဆင်ပြေရဲ့လားပြေတာပေါ့တာကဘယ်သူမို့လို့လဲမိရဲ့တာကျူလိုက်မင်းခံလေဟုတ်ပါပြီတာဆက်နိုင်မဝင်တော့လားညစာစားပြီးမှပြန်လေမကြွေးဘူးမိဟောမစားတော့ပါဘူးအန်တီကျွန်တော်သွားစရာလေးရှိသေးလို့ကောင်လေးကကျွန်တော်စိတ်ဆိုးလာတာဟုတ်လားကောင်လေးဦးနဲ့ညီမလေးရောအန်တီဦးကပြန်မြောက်သေးတာရီမိငယ်ရေချိုးနေတဲ့အထင်နေဂျူလိုင်ကအိမ်ပါဝါမှာမိရဲ့ခါကိုဖက်ပြီးရနေပြီးတော့ဘေးဟာအိမ်ရှိကာနာမှာရိုက်ရင်မိနဲ့နှုတ်ဆက်လိုက်တယ်တလန်လုံးလဲစကားတခွန်းမှပြောမလာခဲ့ဖွားဖွားကြီးနဲ့နေရာပေါင်းပြီးညက်ကြတာကိုခံပြင်းလို့မဆုံးမညစ်ချင်းညင်အေးဟာဂျူလိုင်ဘက်ကကူပြီးညစ်ပေးရမှာ哦စူပုံနေဂျူလိုင်ကိုအေးဟာတလန်လုံးအသေးတရာဖြစ်ပြီးတော့ဟိုနာဖြစ်လိုက်ဒီနာညှက်လိုက်နဲ့လှုပ်လာတာအိမ်သားကိုရောက်တဲ့ချိန်မှာဘောင်းမီတို့ဝတ်ထားတဲ့ဂျူလိုင်ပေါင်နှစ်ဖက်လုံးကလည်းရှားစရာမရှိရဲအတွက်နေဖွားဖွားကြီးကလည်းမနေ့ပြန်ဆက်လာပြီးစာမေးပွဲဖြေရမှာဖြစ်ကြောင်းမလာရင်ပဲဖြစ်ဖြစ်မဖြေခဲ့နိုင်ရင်ပဲဖြစ်ဖြစ်အေးကိုမိန်းကလေးတွေနဲ့ခေါ်တွေ့မှာဖြစ်ကြောင်းပြောလိုက်သေးတယ်။ကောင်းလေးတောင်းရမယ်နော်။ဖုန်းဆက်လိုက်ပြီ။အန်ဒီမနေ့လေကျွန်တော်ကောင်းလေးကိုလာခေါ်မယ်နော်။အေးသားအေးကလေးခြံထဲကထွက်သွားတော့မှဂျူလိုက်မင်းခန့်အပေါ်တရုံတုံနဲ့ပြေးတက်သွားတယ်။ကောင်းလေးဖြည်းဖြည်းလုပ်ပါဟဲ့။တော့တီတာနဲ့သားတော်မောင်ကိုကြည့်ပြီးပြုံးရွှင်နေတယ်။ဘလို့ပဲတဘာဝနဲ့စန့်ကျင်နေဆိုသူမရဲ့သားလေးပျော်ရွှင်နေကောင်းချီတစ်မျိုးပဲမဟုတ်ဘူးလား
စစ်နိုင်လေးကလည်းကောင်လေးကိုတော်တော်ချစ်ရှာတာဘေးကလူဝင်ခန်းစားမိတယ်မနေ့ကအိမ်လာတော့ကစစ်နိုင်တယောက်တည်းတီးတန်းခေါ်ပြီးစကားပြောကြရင်ကောင်လေးကိုရွှေလိုဥပြီးမွေးထားခဲ့တာမို့နှစ်ဖက်မိဘအတိုင်းဝိုင်းကညှို့ညင်တာမျိုးလက်မခံပေးတာမျိုးမရှိသေးခြင်းမို့လို့သိချပြောတော့စစ်နိုင်ကကောင်လေးကိုပဲယုံထားလိုက်ပါလို့ပြောတယ်ကောင်လေးကိုသူ့ရဲ့ဘဝနဲ့3-4ရက်ခန့်ပဲပေးတွေ့ပေးပါဘသူမှဘာမှပြောစရာမလိုပဲအားလုံးစင်ပြေသွားလိမ့်မယ်လို့တစ်ထက်ချဆိုလာတယ်ဒေါ်တီရာနီကိုရိုင်းကလည်းအဲ့ဒါကိုပြေဝယုံကြည်ပါတယ်ကောင်လေးကမွေးကြရချစ်မွေးပါပြီမျက်နှာမြင်ချစ်ခင်ပါစေဆိုရင်စူတောင်းလေးပြေးကြတာမဟုတ်ဘူးလားကိုကြီးကောင်လေးအချင်းနေမင်းငယ်လောင်ခါဖွင့်ထားတဲ့ခန္ဓာကမှခေါင်းပြူလာတဲ့ဝါဆိုးလမ်းခေါ်တော့အထဲကိုရောက်လာတယ်နေလေကဖဖကြီးနဲ့တွေ့ခဲ့ရတဲ့အကြောင်းတွေကိုပြန်ပြောပြတော့အာတက်တရောနားထောင်နေဘာမနေ့ပြန်စာမေးပဲဖြေရမယ်မေးခွန်း10ခုတွေဖဖကြီးကလေခေသူမဟုတ်ဘူးနော်ဟာဟာ interesting ဘာရီမီးမှလည်းတော့မသိဘူးလေငါ့ကိုကြံလေးပါလေနည်းနည်းပြဦးဖေဖေစာကြည့်ကန်းထဲမှာဆွဲစုံကျန်း3ရွဲရှိတယ်ဒီညမအိပ်ဖ ೇನೆ ဖတ်လိုက်ပါလားသေးလေ9လလောက်ဖတ်ရမယ်ဟော relax ပါကိုကြီးကောင်လေးရဲ့ဖဖကြီးသူ့ဟာသူမေးချင်တာမေးကိုဟာကိုဖြေချင်တာဖြေလိုက်ပေါ့အချိန်တိုင်းကိုစက်နိုင်အကောင်လေးမကောင်လေးပဲဖြစ်နေတဲ့ဟောအဲ့ဒီလိုပြောစိတ်တိုးလာပြီနေလေကငါဘက်ကမပါရင်ဖဖကြီးဘက်ကပါပြီးညက်လိုက်တာဟာကျူလိုက်မင်းခန့်တို့ဒီတစ်ခါခံလာရပြီပေါ့ဟုတ်လားကြည်နှက်လိုက်တာဟိ shut up good luck for tomorrow နော်အေးရဲ့ကောင်လေးဟိရောဒီမှာမေကွန်းစာရွက်ဖဖ A4 လေးရနဲ့ print ထုတ်ထားတဲ့မေကွန်းစာရွက်ကိုပေးလာရင်နံပါတ်စင်လိုက်မေကွန်းရဲ့အောင်မအဖြေရေးဖို့နေရာလှုပ်ပေးထားရင်ဂျူလိုင်ကလှမ်းယူလိုက်ပြီးဖတ်မယ်လို့တော့ဖဖကနေအောင်လို့တိုင်းစီကန်းချက်တွေရှိတယ်ဗျာမင်းကိုညနေ9:00နာရီထိအချိန်တနေကုန်ပေးမယ်ဖုန်းမသုံးရဘူးအင်တာနက်ကနေမရှာရဘူးစာအုပ်တွေဘာတွေမကြည့်ရဘူးဒါပေမဲ့စက်နိုင်ကလွဲလို့ကျန်တဲ့လူတွေကိုမေးလို့ရရင်ချန်ပီယံတော့ထွက်လို့မရဘူးမေးတဲ့လူတွေလည်းအင်တာနက်ကနေမရှာပေးရဘူးဖဖကြီးစီကနေလည်းများလိုက်တာတခုဖောက်ပြလို့ကတော့ပြောတဲ့အတိုင်းပဲနော်ဒါဆိုကျွန်တော်ညနေ9:00နာရီထိဘယ်နာသွားဖြစ်ဖြစ်ရတာပေါ့နော်ချန်ပီယံတော့မထွက်ရအောင်နော်ပြီးရောလာဖုန်းသိမ့်မယ်တော်ကြအင်တာနက်ကြည့်နေမှာမင်းကဖုန်းကညနေ9:00နာရီထိသိမ်းပါလားဖဖကြီးကမင်းစောစောပြီးရင်စောစောပြန်ရမှာပေါ့ထိုအခါမှာကောင်းလေးကမှုတ်တေမျက်နှာထားနေဘောင်းမီအေကတ်ထဲကဖုန်းကိုထုတ်ပြီးတော့ဖဖကိုပေးလိုက်ပြီးတော့ဖဖရဲ့ကရင်နာဆိုဖာခုံရှိမှထိုင်ပြီးတော့မိကွန်ဖတ်နေရင်နဲ့မျက်နှာတစ်ဖြည်းဖြည်းမှုန်ကုတ်လာလိုက်တာမိကွန်ထုတ်ထားတဲ့ဖဖကိုယ်တိုင်ငါဟလို့ခုံယူနေပြီးတော့တဲ့အထိဖဖဒီစီစဉ်ကိုလောက်ရကြကကောင်းလေးရဲ့စိတ်နေစိတ်ထားနေပေါင်းတင်ဆက်ဆံရေးကိုအကဲခတ်ခြင်းလို့ဖြစ်တယ်တချို့မိကွန်တွေကခုခေတ်ကလေးတွေတေးကြပေါက်လက်လန်းမမီတဲ့မိကွန်ဖြစ်လို့အိမ်မှာရှိတဲ့လူကြီးတွေကိုမေးရရတယ်လို့တမင်ခွင့်ပြုထားတာပဲဖြစ်တယ်ဖဖကြီးကျွန်တော်အေးစီကိုသွားလို့ရလားသွားသူ့ကိုဖြေရအင်တာနက်ကနေမရှာခိုင်းအောင်နော်စီကံဖောက်ဖြစ်တာနဲ့သိတယ်မလားမရှာခိုင်းပါဘူးဖဖကြီးကလည်းကျွန်တော်ဂရိတီးပါတယ်ပြီးတာပဲဂျူလိုင်ကဖဖခန့်နေရထွက်လာပြီးခြံထဲကိုဆင်းလာခဲ့တယ်အေးဟာခြံထဲမှာစောင့်နေမယ်လို့ပြောထားတယ်အေးကောင်းလေးမိခွန်းရခဲ့ပြီလားဒီမှာဘာရီမန်းလည်းမသိဘူးကောင်းလေးလုံနိုင်မှာပါအေးဖတ်ကြည့်အောင်မလားမနေ့ကဖတ်ပြီးပြီတချို့ဟာတွေကိုလည်းတကယ်မသိတာဂျူလိုင်ကနှာခေါင်းရှုပ်လိုက်တယ်တချို့မိခွန်းတွေကမိဖို့ကြောင့်လည်းတက်ဆိုင်နေတာမို့လေမမ်မီဆန်ကိုသွားရှာဖို့ဆုံးဖြတ်လိုက်တယ်အေးကျွန်တော်မမ်မီဆန်ကိုသွားမေးလိုက်အောင်ဂျူလိုင်ကမိဖို့ကန်နဲ့အလုံးလုံးနေမမ်မီဆန်ရဲ့နောက်ကိုတကောက်ကောက်လိုက်ပြီးတိလိုတာတွေမေးရတယ်သူဖြေတဲ့ဖြေတွေပေါ်မူတည်ပြီးတော့ဆက်ဆက်ပြီးတွေးခေါ်ရတယ်မေးလိုက်တွေးလိုက်နေကျင်မောင်ရစ်တွေကိုချေလိုက်တာခဏလေးနဲ့ပြီးသွားတာကြောင့်လေမမ်မီဆန်ကကျေးဇူးတွေတင်းနေတယ်တချို့မိကောနေကရွာတလေးသဘာဝတွေနဲ့တက်ဆိုင်နေတယ်လို့ထင်တာကြောင့်လေချမ်းဆောင်ဦးလေးတင်ရင်သာတကက်ကန်နဲ့လှုပ်ပြီးတော့မေးရတယ်မေးရင်နဲ့ဦးလေးတင်လှုပ်နေတဲ့ပန်းဦးတင်နဲ့တက်သားတိုင်းကိုစိတ်ကိုတုပ်ပေးလိုက်ကြတယ်တချို့မိကောနေကစီးပွားရေးလုပ်ငန်းတွေနဲ့တက်ဆိုင်နေတာကြောင့်လေတီတီခိုင်နဲ့လေးလေးမင်းရဲ့နာကန့်ရပြန်နေဂျူလိုင်ကတနေ့ကုန်တထောင်ရှောက်ရှောက်နဲ့သွားနှီးမိကွန်ထုတ်တဲ့မြကိုဖဖကြီးကခက်လန်းလန်းကအမြဲလိုက်ပြီးတော့အကဲခတ်နေတယ်လို့အေးရလေဂျူလိုင်အနာလာပြီးတော့မုံလာကြွေးလိုက်အေးလာတိုက်လိုက်နေအလုံးရှုံနေတယ်မိကွန်ပေါင်းစုံထုတ်လိုက်စဉ်းစားလိုက်ဖြေလိုက်နေမိကွန်ကိုဖြေပြီးသွားပြီပဲဖြစ်တယ်နောက်ဆုံးတစ်ခုကဖះသမိုင်းနဲ့ပတ်သက်နေတာဖြစ်လို့အိမ်မှာရှိတဲ့လူကုန်မကယ်နိုင်ဘူးသူတို့ကိုယ်တိုင်ကလည်းဝါတာတာနေမို့လို့ဂျူလိုင်အကြံအိုက်နေတယ်
ညနေ3 နာရီလောက်မှာစာကြည့်ကန်ထဲမှာထိုင်ပြီးစဉ်းစားရင်အိပ်ပျော်သွားတယ်။ကောင်းလေချစ်တုံးလေးတနာပါရင်အိပ်ပျော်သားလားအချိန်စေ့သွားမှဆိုလို့လာနှိုးတာထနော်ဒီမှာဒါလေးတောက်လိုက်အောင်အိတ်ချင်ပြေသွားအောင်အေးရလာနှိုးပြီးတော့လိမ္မော်အေးလေးတိုက်တာကြောင့်လေအိတ်ချင်စိတ်ပြေသွားရတယ်ထက်အိမ်မိမှဆိုလို့ခြံထဲမှာလမ်းပဲ့ရှောင်ရင်လူကြီးတယောက်ချောင်းစိုးတန်ကြားတာကြောင့်လေချန်စီယိုမှာအလှဖောက်ထားတဲ့ပန်းကနုတ်တွေကြားရအကောင်ရင်းချန်ကိုလှမ်းပြီးတော့ချောင်းကြည့်လိုက်တယ်ဟုတ်ပြီကျုံလိုက်ရကြည်နေစွာပြုံးလိုက်တယ်ကောင်ရင်းဘက်မှာဖွားဖွားရိုးနဲ့မသိမ့်မရင်ဘဘကြီးတယောက်ကလက်ထိုင်မှထိုင်ပြီးစာအုပ်ဖတ်နေတယ်ဖွားဖွားကြီးကချန်ပြမထွက်ရဘူးလို့မှားထားတာဖြစ်ပြီးတခြားခြံရလူတွေကိုမမေးရဘူးလို့မပြောတာကြောင့်လေစီကံဖောက်ဖြစ်ရလည်းမကြောက်ဘူးကျူလိုက်ရအနီးနားမှာရှိတဲ့ပန်းဟိုးဆင်ရနေတစိမ့်ချန်စီကိုအုတ်တိုင်းမော်ကိုတက်လိုက်တယ်ဘဘကြီးဟေးဘသူရောကွာပြုတ်ကြအောင်မေးကွာကျွန်တော်ဒီဘက်ခြံရပါဗျဘဘကြီးကိုမေးစရာလေးရှိလို့ဒါနေဘဘကြီးကဗုဒ္ဓဘာသာလားဗျအေးဘောကွာဒါဆိုရင်ဘဘကြီးကျူလိုက်ရဘဘကြီးနဲ့အမေးဖြေလှုပ်ပြီးတဲ့အချိန်အေးရရောက်ချလာရင်အာကောင်းလေဘာလုပ်နေရလဲကွာပြုတ်ကြတော့မှာပဲလာစင်းငယ်နော်အေးကျွန်တော်မေးခွန်းအလုံးဖြေပြီးသွားပြီဗျအင်းမအခုရင်စင်းဖို့လုပ်ပါကွာအေး trust fall လုပ်ပြီ no ကောင်းလေမလုပ်ရဘူးအောက်မှာပန်းဟိုးတွေနဲ့မတော်လို့ခေါင်းထိမိမေကိုချီမယ်နော်မခုံချနဲ့လာလက်ပြီအေးရကျူလိုက်ကိုချန်စီယိုကလမ်းခေါ်ပြီးအောက်ကိုမချပေးပဲခြိထားလျက်နဲ့အိမ်ရှိကိုခေါ်သွားရင်ကျူလိုက်လေကိုအလုံးနဲ့ကိုရှုပ်ပြီးတော့တနေကုန်အေးရနာတေချာမကန့်ရသေးတာမို့လေလွမ်းနေတာကြောင့်အေးရဲ့ level ကိုဖတ်ပြီးတော့ပါးကိုနမ်းလိုက်တယ်ကျူလိုက်ကိုခြိထားတဲ့အေးရဲ့လက်တွေကပိုပြီးတင်းကျပ်ပြီးတော့ရင်ကျန်အပ်ပြီးခါပေါ်ခွာခြိထားရကနေပကုံးမော်ပြောင်းထမ်းလိုက်တော့ကျူလိုက်ရအေးရဲ့ကြောပေါ်မှာစောက်ထိုးလေးဖြစ်သွားတယ်ကိုလာပြီးစိန်ခေါ်နေတာလားကောင်လေးကပြစ်ထားလိုက်ပါနော်အေးမလုံနေခေါင်းမှုတယ်ဟာပြောပြီးတော့အေးရကိုနှစ်ပတ်လောက်လှည့်လိုက်တယ်ဟာအဲ့ဒါမိကုန်းကုံဖြည့်ပြီးသားလို့စောင့်နေကြတာလားအေးရကျူလိုက်ကိုအောက်ကိုအသာချပြီးလက်ကြည့်လိုက်တော့ဖွားကြီးကအိမ်ရှိဝယ်ပေါက်မှာခါတောက်လက်သားကြည့်နေတယ်ဖွားရဲ့လက်ထဲကစာရွက်ကိုကြည့်ပြီးမျက်ခုံးကိုပယ်လိုက်တယ်အရှိရာဆိုဖာပေါ်မှာထိုင်နေတဲ့ဟာလေးကခုနာမှာသူ့ရဲ့အေလာကျွေးနေတဲ့စတော်ဘယ်ရီတိမ်ချင်ကိုစားနေတယ်အေးစနိုင်ရဲ့ကောင်လေးမိကုန်းဖြည့်ရမကူညီရလို့စီကံထုတ်ထားတော့တနေကုန်တကက်ကက်နဲ့ဟိုဟာကျွေးလိုက်ဒီဟာကျွေးလိုက်လုံနေတယ်အခုလေပြေလွှာဆက်နေတော့အခန်းထဲမှာလာမနေရလို့မောင်းထုတ်ထားတာတောင်မှအကြောင်းမရှိအကြောင်းရှာပြီးမုံလာကျွေးပြအောင်ကျွေးထားရသေးတယ်ဒီဟာလေးကလည်းတနေကုန်သူ့ရဲ့အေးဖားကျွေးတဲ့အကုန်စားရင်မိကုန်းနံပါတ်1နဲ့ဖွားသွေးတက်ချင်သွားရင်နံပါတ်1စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဘာတွေလိုအပ်လဲအဖြစ်ငွေအရင်နေမြများအေးရောကျွန်တော်ရောညံနေဝရိယရှိပြီးမေနဲ့ဖွားတို့ထံမှငွေရင်းနေတာလိုအပ်ပါသည်မင်းကဘလို့ဟာလေးတော့ကွာလူကြီးတွေမသေးခင်ကတည်းကအမွေတောင်းကျင်နေတာလားဖွားကြီးကလည်းအမွေမဟုတ်ပါဘူးဗျအရင်နေပါဟိမနေ့ကလေးမင်းနဲ့တေချာဆွေးနွေးပြီးသားခုခက်ကြာငွေထုတ်နိုင်ဖို့ပဲလိုတယ်အိုင်ဒီယာရှေ့များအကုန်ထုတ်သုံးလို့ရနေအောင်မင်းတို့ညောင်လုံးစင်ကာပူမှာအလုပ်လုပ်နေတာဒီလောက်ရင်းနေတော့မစုမိဘူးလားဖွားကြီးတို့ကမြန်မာနိုင်ငံကလူတွေကလေအဲ့ဒါတွေပဲခတ်တာမိမိတို့ကအစအမျိုးတွေဆုံးစင်ကာပူမှာအလုပ်လုပ်တယ်ဆိုတာနဲ့တတိထင်နေကြပြန်ပြီးတော့ကုန်းတော်ကြမသိကြအောင်အောင်မမင်းတို့သုံးလို့ကုန်းတာပေါ့ကွာဖွားကြီးလာနေကြရင်သိလိုက်ပြီအခုကျွန်တော်တို့ပြန်လိုက်ခဲ့အလိုတော့မလိုက်နိုင်ပါဘူးရဖွားရှေ့ကနေခက်ခက်လန်နေတဲ့ဟာလေးကိုမျက်စောင်းထိုးပြီးနံပါတ်2ကိုဆက်ပြီးတော့ဖတ်လိုက်တယ်နံပါတ်2လက်ရှိမိဖို့ကြောင့်အသုံးစိတ်မဖြစ်မနေချွေတာရမယ်ဆိုရင်ဘာတွေလုပ်တယ်လဲဖြေအပါချက်များမှာဖွားကြီးအိမ်ရဲ့မိဖို့ကြောင့်ဟာခြေခံသည်နံပါတ်1မလို့အပ်ပဲဟင်းတွေများရင်မကျစ်တဲ့မှာလိုက်ဖြစ်တဲ့အတွက်စံနဲ့အသားတစ်မျိုးအရွက်တစ်မျိုးဟင်းရည်တောက်တစ်မျိုးအကျင်အဆက်စိုက်တက်တစ်မျိုးရာပုံမှန်ဖြစ်တဲ့မှာဒီနံပါတ်2မနစ်စာကိုတစ်ယောက်တစ်မျိုးမျိုးစုံဝဲမစားတဲ့မှာဥပမာညတန်တဲ့ထမင်းကြံကိုပဲပြုံးနဲ့ကြော်ပြီးစားရင်းနေဆိုရင်မုံရင်ကအုံနှုတ်ခောက်ဆွဲများထပ်ပြီးမဝဲတဲ့မှာကော်ဖီသုံးမဟုတ်လက်ပြည့်နဲ့စားလေလုံလောက်ပါသည်နံပါတ်3จิตသွန်အဖြူတွေကိုလေတလက်တဲ့နေရာမှာစကားတစ်ခုခုနဲ့ဖြတ်ထားတင်ပါသည်နံပါတ်4အသီးရွက်တွေကိုအလွန်ဆုံး2ရက်စာလောက်တာဝယ်ထားတင်ပါသည်နံပါတ်5နွားနုဘူးများဝယ်ပြီးကုံအောင်တောက်ပြီးမှနောက်တစ်ဘူးဝယ်ပါစားပြည့်ရဲ့နေရာမဆက်တော့တာကြောင့်အသေးစိတ်ကိုဂျူလိုင်မင်းခန့်နဲ့ face to face ဆွေးနွေးပါဖွားမျက်နှာပြုံးစီစီဖြစ်သွားတယ်
အိမ်မှာချွေးမဖြစ်သူခိုင်ငံကသူ့ရဲ့ပိုးရဲဆိုင်နဲ့မအားတဲ့လက်ကလေးကမိဖို့တောင်မိဆန်နေတာပြက်ထားရတာများတယ်ဖဖကလည်းမျက်စိတောက်ထောက်ကြည့်ပြီးလိုက်မပြောနိုင်တာကြောင့်လည်းအလေလွတ်များနေခြင်းဖြစ်ပါရီ၃မြန်မာနိုင်ငံတွင်စပားကိုမြည်သည့်ချိန်တွင်စိုက်ပျိုးကြသည်ဖြေຫນွေစပားနှင့်မိုးစပားနှစ်မျိုးလုံးရှိကြောင်းသိရຫນွေစပားကိုနှီးရွာရီတွင်စိုက်၍မိုးစပားကိုမိုးရွာရီတွင်စိုက်သည်ຫນွေစပားမှာစပားဆိုင်ရင်မင်းစပားပင်တွေကိုဘယ်လိုရေးပေးမလဲဦးလေးတင်ပြောရတော့တချို့ဘက်တွေမှာစိတ်ရည်နဲ့ပေးတာတဲ့အဲ့ဒါဆိုထည့်ပြေးလေးဒီမှာဖော်ပါမီကဘေးချိန်မှာစိုက်လဲပဲမေးတာကိုဘယ်လိုရေးပေးလဲမှမပတာဖော်ပါရေးချင်ပြီးတော့အောက်နှက်ခမ်းကိုကြိုက်ထားလိုက်တယ်တချို့မေးခွန်းတွေကဖော်ပါလေးမေးချင်တယ်လို့ပောက်ကြရှောင်မေးထားခြင်းဖြစ်ပါရီဖြေသူကလည်းဖြေချင်တယ်လို့ပောက်ကြဖြေလေးပရိကျော်နေဝါဘူးကျော်ဘယ်ဟာပို့ပြီးတော့စားကောင်းလေးဖြေပါဖြေဘယ်ဟာမှစားမကောင်းပါဂျူလိုက်မင်းခန့်နဲ့တူတူနေရမယ်ဆိုရင်ဘာအကောင်မှမစားရနံပါတ်5မိန်းကလေးတယောက်ရဲ့အချောဆုံးလဆုံးချိန်ကိုဖြေပါအဖြေဘယ်မိန်းကလေးမှကျွန်တော်အေးလောက်မချောပါအေးလေဂျူလိုက်မင်းခန့်ရလွယ်လို့ညီသူမှချောတယ်လို့မထင်ရနံပါတ်6အရေးရဲ့ကောင်းကျိုးများကိုဖြေပါအဖြေဂျူလိုက်မင်းခန့်သည်ကိုကြီးတော်မဟုတ်လို့မသိပါနံပါတ်9ဒုတိယကမ္ဘာစစ်တွင်မြန်မာနိုင်ငံပေါ်ဘုံကျဲလာတဲ့လေယာဉ်နှစ်စီးရဲ့နာမည်ကိုဖြေပါအဖြေကျွဲညီနောင်ဂျာနေကျော်မမလေးရေးတဲ့စာများတွင်ဖတ်ဘူးသည်နံပါတ်10ရွှေမင်းတင်မောင်ရဲ့သားအကြီးကောင်ရဲ့နာမည်ကိုဖြေပါအဖြေအကယ်ဒမီဦးညွန့်ဝင်းဖဖရဲ့ငယ်ကျဦးလားနံပါတ်9မြန်မာနိုင်ငံတွင်အပေါ်ဆုံးအရာများကိုဖြေပါအဖြေစသရကများဖဖရဲ့ဒိတ်ပဲမသိရင်အေးဦးမေးပါနံပါတ်10ကိုရောမမြတ်စွာဘုရားအားဘုရားရိပ်ပေးတော်မူခဲ့သောဖယားရှင်ရဲ့အမည်ကိုဖြေပါအဖြေဒီပင်ကမြတ်စွာဘုရားသူ့မိသားရှင်ရဲ့တေးဘွားမှာဘုရားရိပ်ပေးခဲ့သည်မိခွန်းအလုံးဖက်ပြီးတော့ဖဖပြုံးစီစီဖြစ်နေတယ်ဖဖရဲ့ပပောက်ရှာရှာမိခွန်းတွေကိုပပောက်ရှာရှာဖြေထားတဲ့ပုံကထိတ်ကိုနနာလေးခောက်ပြည့်ခြင်းစရာကောင်းပါလေမင်းဖြေတွေကတေးကြပြီလား confirm black cause and sign ဖဖမေးတာကိုပါဇက်ကနေဖြင်းလက်ကလေးလေးထဲမှာတစိမ့်တုံးထုတ်ပြီးတော့လက်မှတ်ထိုးတဲ့ပုံကိုလှုပ်ပြလိုက်သေးတယ်ဖဖကမိတ်ပြပြီးတော့စပယ်ပေါ်မှင်းနေတဲ့စိမ့်နဲ့အမှတ်ပေးလိုက်တယ်80 pass ရော့ဟောဘာလို့80လဲဖဖရလဲကျွန်တော်အကုန်ဖြည့်နိုင်တော့အကုန်ဖြည့်နိုင်တယ်လို့မင်းကိုဘယ်သူပြောလဲမင်းပေါက်ကြရဖြည့်ထားတာ哦ဖဖရသူ့ပဲပေါက်ကြရမေးပြီးတော့ anyways ကျွန်တော် pass သွားပြီဆိုတော့ဖဖရကတိတိုင်းအေးကိုမိန်းကလေးတွေနဲ့ပြေးမတွေ့အောင်နော်ငါ့ကိုများကတိမတီးဘူးလို့မင်းထင်လားပြီးရောကျွန်တော် pass ပြတ်သွားတာကိုအေးကိုပြလိုက်အောင်မီအပြေလွန်ကိုကင်ပြီးတော့အခန်းထဲကပြေးထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးဖဖအားရပါရပြုံးလိုက်ပြီးကလေးတွေနဲ့နေအသက်ရှည်တယ်ဆိုတာဒါမျိုးထင်ပါရဲ့မနေညာမြေးဆက်နိုင်တာပြောရင်ဖဖကျွန်တော်အိမ်နောက်ပြုတ်ကလေးမွေးစီချင်တာမဟုတ်ဘူးလားကောင်လေးလောက်ချစ်စရာကောင်းနေကောင်လေးဘယ်မှမရနိုင်ဘူးလို့ပြောသွားတဲ့ပုံကအေးကောင်လေးကိုတီမကောင်လေးကဖဖရဲ့ခန်းထဲကထွက်လာပြီးအေးဆက်နိုင်စီကိုစိတ်မကောင်းတဲ့မျက်နှာလေးနဲ့ရှောက်လာတယ်အေးဆက်နိုင်အေကန်ထဲမှာရှိတဲ့ဆိုဖာမှာထိုင်ဆောင်နေရခါနီကောင်လေးစီကိုခြေလမ်းကျဲတွေနဲ့ထသွားမိတယ်မြင်းနဲ့ကျင်းဆိုင်ရက်ပြီးပခုံးနှစ်ဖက်ကိုစုပ်ကင်လိုက်တယ်ကောင်လေးဘာဖြစ်လို့လဲဖဖအောင်မပြေးလိုက်ဘူးလားမအောင်လဲဘာမှမဖြစ်ဘူးလေကိုကကောင်လေးဘက်မှာပဲလေနော်ဖဖကြီးကမိန်းကလေးတွေနဲ့တွေ့ခိုင်းရင်အေးကသွားတွေ့မှာလားမတွေ့ပါဘူးဘာလို့တွေ့မှာလဲကောင်လေးဘာမှစိတ်မပုံနဲ့ဒီစာမေးပွဲဖြေခိုင်းနေဆိုတာလေဖဖကိုကောင်လေးနဲ့ပို့ပြီးရင်းနေအောင်လို့လုပ်ပေးတာကိုယ်ဆုံးဖြတ်ကကောင်လေးကလွယ်ပြီးဘယ်ပေါ်မှာမှမူတည်မှာမဟုတ်ဘူးနော်ကောင်လေးဒါပေမဲ့ဘယ်လိုလုပ်မလဲဖဖကြီးကစာမေးပွဲမအောင်ရင်ကျွန်တော်ကမိန်းကလေးတွေနဲ့သွားတွေ့ရမယ်တဲ့ကျွန်တော်သွားတွေ့ရတော့မယ်ဘာအေးစက်နိုင်အောင်អော်လိုက်တော့ကောင်လေးရဲ့ကိုလုံးလေးတုံတက်သွားတယ်ထုံနောက်မျက်နှာငယ်လေးနဲ့မောကြည့်ပြီးခွေကနေရှဲလိုက်တယ်ကောင်လေးအော်လိုက်တာအေးရလဲနောက်ွယ်တော့မေးကောင်လေးဒါနောက်စရာမဟုတ်ဘူးနော်ဟာဒီမှာဖတ်ကြည့်ရော့ကောင်လေးကအေးစက်နိုင်ရဲ့လက်ထဲကိုဖြေလွှာစာရွက်ကိုထိုးထည့်ပေးလိုက်တယ်ပတ်လို့မြင်းနေနဲ့ရေးထားတာမြင်တော့အေးစက်နိုင်ကကောင်လေးရဲ့လက်ပဲဆွဲချုပ်ပြီးတော့ဆိုဖာပေါ်ဆွဲခေါ်ရင်ဆိုဖာပေါ်ကိုမြည်တော့ထိုင်ချပြီးကောင်လေးကိုရင်ကုန်နဲ့ဆွဲတက်ပြီးမှအဖြေလွှာစာအုပ်ကိုဖတ်လိုက်တယ်အဖြေတစ်ခုဖတ်ပြီးတိုင်းတစ်ခါအသေးရပြီးရင်ကုန်နဲ့ကိုလေးကိုပြည့်ညက်လိုက်မိတယ်နံပါတ်6အရင်ရဲ့ကောင်းကျိုးတွေကိုဖတ်ပြီးတော့အေးစက်နိုင်ကအော်ရဲပြစ်လိုက်တယ်ဘာကျူလိုက်မင်းခန့်ကိုကြီးကြော်မဟုတ်လို့ဟုတ်လား
ကျူလိုက်မင်းခန့်ကကိုကြီးတော်တက်ဆရာကြရဲ့ဂျိုးဆိုတာဖဖကိုသွားပြောလိုက်ရမလားဟမ်အေးမလုံနဲ့ရားတယ်လို့အေးဆက်နိုင်အသေးရတာကြောင့်လေမနေနိုင်တော့ပဲကောင်လေးကိုတွေ့ကြရဆွဲနှက်ပြစ်လိုက်တယ်ဘာလဲစင်ကာပူမှာတက်ကီလာတွေကင်ပြီးဘီယာတာဝါလိုက်ဖြူတာကြားထဲ့မဖြစ်ဘူးဟုတ်လားအေးရလဲအရက်ကောင်းကျိုးတွေကိုဖဖကြီးကိုသွားဖြေလို့တော့ကွိသွားမှာပေါ့လို့လူလဲလီကျူလိုက်မင်းခန့်လေလဲတာမမှုတ်နေတာပဲဘာယုံလေးမဲကိုမသိဘူးကြိုက်လိုက်ရင်ကုံပက်ထွက်ကုန်တော့မှာကွာဖေးပေးပါဗျာတော့ဟိုဘက်ကိုဘဲမှမတော့တနေကုန်မကက်ရသေးလို့လွမ်းနေတာအိမ်ပေါ်ဆင်းလာတဲ့လေးလေးမင်းကဆိုဖာမှာတွန်းထိုးနေကြတဲ့အေးစက်နိုင်တို့မြင်တော့ချောင်းဟန်နေကောင်လေးကအေးစက်နိုင်ကိုတွန်းဖဲ့ပြီးတော့ဘေးစွန်ကိုတိုးသွားတယ်လေးလီဒီအချိန်ကြာမှပဲလေဝါရှော့ကကားလာဖို့လူမရှိလို့တဲ့အဲ့ဒါအေးစက်နိုင်လေးလေးကိုခဏလိုက်ပို့ပေးလို့ရမလားကားသွားယူရအောင်ရတယ်လေးလေးကောင်လေးလာသွားရအောင်မကြောက်မလားအေးကျွန်တော်မလိုက်တော့ဘူးလေစာမေးပွဲအောင်နေတောင်မမိဆန်တို့ဦးလေးတင်တို့ပြောမလို့တီတီခိုင်ရစာမေးပွဲအောင်ရင်ခနန်းမဆလာချစ်ကျွေးမယ်တဲ့အဲ့ဒါဆိုနေခဲ့လေကိုချက်ချင်းပြန်လာခဲ့မယ်နော်ဟုတ်ကျူလိုက်ရအေးကိုဆောင်ရင်မြို့ကန်ထဲမှာမမိဆန်နဲ့လေးပြက်နေကြရင်တီတီခိုင်ရဖွားဖွားကြီးကျိုးပြီးတနက်ခါလိမ့်ဖို့လှုပ်ပေးဖို့ဆိုရင်အခန်းထဲကိုရောက်နေကျူလိုက်လေးစာမေးပွဲအောင်သွားတော့မမိဆန်ကပြော့နေတာသိလားကိုကြီးစက်နိုင်ကောင်းမလေးနဲ့တွေ့ကြမလို့တော့ဘူးဂျူလိုက်လေးနဲ့ပဲတွေ့ရတော့မှာပေါ့နော်အင်းဘောမမိဆန်ကဟီချန်နယ်ကိုကားဝတ်တန်ကြားတာကြောင့်လေဂျူလိုက်ကအေးတို့ပြန်လာပြီးထင်ပြီးအိမ်ရှိကိုထွက်သွားကြည့်လိုက်တယ်ဒါပေမဲ့အိမ်ထဲကိုဝင်လာတဲ့သူတွေကမေမေတို့အရွယ်အန်တီတယောက်နဲ့အေးတို့အရွယ်အမတယောက်ဖြစ်ပါတယ်ခိုင်ခိုင်ကြီးဖွားဖွားကြီးအန်တီကဂျူလိုက်အောင်မြင်တော့ပြုံးပြရောမိတယ်ကလေးခိုင်ခိုင်တို့ရှိကြလားကွအန်ဒီကျိုတို့သားမီလာတယ်လို့ပြောပြပါကွယ်ဟုတ်အန်ဒီထိုင်မောင်းမြဂျူလိုက်ကဖဖရဲ့ခံတော့သွားပြီးတော့တကားခောက်လိုက်တယ်ဝင်ခဲ့ပါတီတီခိုင်အန်ဒီကျိုတို့သားမီလာတယ်တဲ့ဟမ်ကောင်လေးကအထဲကိုမဝင်မေးအပေါ်ကခေါင်းပြူပြီးပြောလိုက်တော့တီတီခိုင်နဲ့ဖဖလန့်ပြီးတော့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်အေးလာပြီလို့သားငယ်လေးနော်ကောင်လေးပြန်ထွက်တော့မှတီတီခိုင်ကဖဖကိုမျက်လုံးပြူပြီးတော့ကြည့်တယ်မိမိခေါ်ထားတည်ရလားဟေးမခေါ်ပါဘူးပေါက်ပေါက်ချာချာအဲ့ဒါဆိုသူတို့ကဘလို့ရောက်လာတာလဲဂျူလိုက်လေးလည်းရှိနေရဟောင်းဒေါက်တာကလေးကမေမေကလေးမတီးလို့ထင်တော့မေဒုက္ခပဲဟဲ့အဲ့ဒါဆိုလို့လေဒေါက်တာစက်နိုင်ပြန်လာတာနဲ့တွေ့နေအောင်မေကိုမင်းကိုဖုန်းဆက်လိုက်မေစက်နိုင်ကိုအိမ်ကိုပြန်မလာခိုင်းနေလို့အေးမြင်မြန်ဆက်စမ်းပါဟဲ့ကြည်ရတာစက်နိုင်ပြန်ရောက်နေတဲ့သတင်းကြပြီသူတို့ဟာသူတို့ရောက်လာကြတာထင်နေအဲ့ဒါမိတော့မေမေကသူတို့နဲ့တွေ့တိုင်းကလေးကိစ္စတွေပြောပြနေအောင်ဟဲအရင်ကတော့ဒီလိုတွေဖြစ်မယ်မသိတာဟုတ်ညီဖုံးဆက်တာငါရင်တွေ့အောင်ရှာမင်းအပြင်မှာကောင်းလေးရှိတယ်ဖဖကပြောပြီးတော့အခန်းပြင်ဘက်ကိုထွက်လာတယ်ထိုစဉ်ကောင်းလေးကမြို့ခန်းထဲကအေးခွက်တွေကိုလင်မန်နဲ့တဲလာတယ်ဖဖကမျက်မှောင်ကျုံသွားတယ်ကောင်းလေးမိဆန်ကဘယ်ရောက်နေလို့လဲမမိဆန်ကိုမတွေ့ဘူးဖဖကြီးဒီကအန်တီကရေးစားတယ်ဆိုလို့ကျွန်တော်သွားယူပေးတာဖဖဆိုဖပေါ်လှမ်းလာစဉ်မတ်ချူရဲ့တမီးကဖဖကိုလောကလုပ်ပြီးပြတလဲတွဲလာတာကြောင့်လေကောင်းလေးယူလာတဲ့အေးဘန်းကိုတလောင်နဲ့တိုက်မိတယ်အော်ဟဲ့sorry နော်မတော်လို့အေးကိုစောင်းပြီးကောင်းလေးရဲ့ရင်မဲ့ပေါ်ဖိတ်ချသွားတယ်ထိုစဉ်အခန်းထဲကတီတီခိုင်ရထွက်လာတယ်ဟေးတားငယ်လေးပေကုန်ပြီမိဆန်ဟိရတယ်တီတီခိုင်ကျွန်တော်အစ်စ်သွားယူပေးမေးမက်ချိုတို့ဘယ်ကနေဘလို့ဖဖနဲ့တီခိုင်တို့ပဲခေါ်ထားပြီးတော့စက်နိုင်လေးလာရင်တွေ့ဖို့လေမိဖို့ကံဘက်ကိုဦးတည်နေတဲ့ကောင်လေးရဲ့ခြေလမ်းတွေကတုံကနေရက်သွားတာကိုဖဖတွေ့လိုက်တယ်ပြီးမှခတ်တွတ်လေးပြန်ထွက်သွားတယ်အဲ့ဒါလေကြာနေပြီခိုင်ရလေကလေးတွေရင်းနေအောင်အရင်တွေ့ကြပါစေစက်နိုင်လေးရောခေါ်လိုက်ပါအောင်စက်နိုင်ကမကြည့်ဘူးချိုရဲ့သူ့ဦးလေးနဲ့အလုပ်ကိစ္စလိုက်သွားတယ်ကြာမှာဖဖအန်တီချိုရဲ့စကားကိုဖြင့်ချွေမဖြစ်သူကိုမျက်ရည်ပြလိုက်တယ်တီတီခိုင်ရဖဖရဲ့နာကတ်ထိုင်ပြီးတော့လေးတန်နဲ့ပြောလိုက်တယ်ကိုမင်းပြောတော့စက်နိုင်ကပြန်သွားနေပြီတဲ့ဟုတ်တော့ဖဖစိတ်ရိုက်သွားတယ်မခေါ်လေတိုက်ဆိုင်ရောက်လာကြတဲ့ဒေတာမိနဲ့တော့ခတ်ပြီးကိုကလည်းအရင်ကစကားတွေကြွန်သွားမိတာကြောင့်အာနှပြီးတော့ငြိမ်နေရတယ်ထုံစင်ကောင်းလေးကနောက်ထပ်အေးကအသက်တွေနဲ့ပြန်ရောက်ပြီးတော့စရဲဘော်ကိုချလာပြီးဒီမိဆန်ကဘယ်နိုင်ငံရောက်နေလို့ပါလဲဖဖပြောသားတယ်လို့ပဲချို့ရဲ့သမီးလေးကအရင်ကိုအနေအေးတော့လေစက်နိုင်လို့ထက်ထက်မြက်မြက်လူမျိုးနဲ့မှဖြစ်မှာ
ဒီကောင်မလေးကအိမ်မှုကိစ္စပဲနိုင်တာလဲလဲဝဲမဟုတ်ဘူးသူကအိမ်ထဲမှာကုတ်ပြီးတော့မအေးနာကိုကက်နေတာအန်ဒီချို့ရဲ့စကားဆုံးမှာတော့ကောင်လေးရဲ့မျက်ခုံးတန်းတွေတွန့်ကြိုပြီးတော့ဖွားဖွားကိုမှုန်တေးတေးနဲ့ကြိတ်လာတယ်ထို့နောက်အေးကွက်ကိုချပြီးလှည့်ထွက်သွားတော့ဖွားဖွားအခန်းထဲကိုဝင်သွားတော့ဖွားဖွားစိတ်ရှုပ်နေတဲ့ကြားပြုံးမိသေးတယ်ဖွားဖွားကိုစိတ်ဆိုးသွားတဲ့လူကဖွားဖွားရဲ့ခန်းထဲသွားပြီးတော့စိတ်ဆိုးတယ်လေထို့ချိန်မှာကန်ဆိုးစွာနေပြီးအေးစက်နိုင်အိမ်ထဲကိုဝင်တော့ဧည့်သည်တွေရောက်လာတာတွေ့ရတယ်ဖွားဖွားနဲ့တီတီခိုင်ရလေမျက်နှာပြက်နေကြတယ်ထိုင်နေတဲ့ဧည့်သည်နှစ်ယောက်ထဲကအန်တီကြီးကအေးစက်နိုင်ကိုတွေ့တာနဲ့ဝမ်းသာအားရနှုတ်ဆက်တယ်ဟဲစစ်နိုင်လေပြန်လာပြီလားလာထိုင်မအောင်ဒီမှာအန်တီချို့ရဲ့သမီးနှင်းနူလေးမှတ်မိလားသားအေးစစ်နိုင်ကဦးကြောင်ကြောင်နဲ့ဖွားဖွားတို့ကိုကြည့်လိုက်တော့ဖွားဖွားရောတီတီခိုင်ရောကအီလဲလဲရုပ်တွေဖြစ်နေကြရင်မကောင်းတက်လို့တီတီခိုင်ရဲ့ဘေးခဏဝင်ထိုင်တော့အန်တီရဲ့သမီးဆိုသူကပြုံးပြလာရင်ကြည်ပါဦးငါတို့စစ်နိုင်လေးကကြီးလာလေချောလေပါလားအေးစစ်နိုင်ကအချိန်တွေကိုတဖြည်းဖြည်းသဘောပေါက်ပြီးဖွားဖွားတို့ဘက်ကိုလှည့်ပြီးတော့မေးလိုက်တယ်ကောင်လေးပဲမလေးစိတ်ဆိုးပြီးတော့ဖွားဖွားရဲ့ခန်းထဲဝင်သွားတယ်တီတီခိုင်ရဲ့စကားဆုံးမှာအေးစစ်နိုင်ကဝုန်းကနေထရက်ပြီးဖွားဖွားရဲ့အခန်းစီကိုတစ်ချိန်ထိုးထွက်လာခဲ့တယ်တကားကိုဖွင့်လိုက်တော့အခန်းထဲကလောချထိုင်ဖွားဖွားနဲ့တီတီခိုင်ကတော့ကောင်းငင်တက်ပြီးမီးရှို့တာကိုမသိကြသေးဘူးအေးစစ်နိုင်ရဲ့ရှင်ထဲမှာတော့မီးတောက်နေပြီဖွားဖွားပြောထားသလိုပဲချို့ရဲ့သမီးလေးကအရင်အနေအေးတော့လေစစ်နိုင်လို့ထက်ထက်မြက်မြက်လူမျိုးနဲ့မှဖြစ်မှာဒီကောင်မလေးကအိမ်မှုကိစ္စပဲနိုင်တာလဲလဲဝဲမဟုတ်ဘူးသူကအိမ်ထဲမှာကုတ်ပြီးမအေးနာပဲကတ်တာဂျူလိုင်အေးကွက်တွေချပေးစဉ်ကြားလိုက်ရတဲ့စကားတီတီခိုင်ကဂျူလိုင်ရဲ့လက်ထဲကလက်မန်းကိုလှမ်းယူပြီးတော့အာရုံအားနာနဲ့အနေရခက်စွာကြည့်နေတယ်ဂျူလိုင်ရဲ့မျက်ခုံးတွေကအလိုလိုစုကြုံသွားမိတယ်ဖွားဖွားကြီးကိုကြည့်လိုက်တော့အင်းအဲနဲ့ဘာပြောရမှန်းမသိပုံနဲ့ဂျူလိုင်ကိုကြည့်လာတယ်ဂျူလိုင်ရဲ့နှထင်သွေးတွေတရိတ်ရိတ်နဲ့ခုန်လာသလိုခံစားရတယ်ဒီနေရာကနေအမြန်ဆုံးထွက်သွားခြင်းမိတယ်ကိုယ့်ရဲ့ချိန်မှာကိုယ့်ရဲ့ချစ်သူတာရဲ့သမီးလာကန်လန်းနေကြတဲ့အနေထားတော်တော်ကိုအနေခက်တယ်မဟုတ်ဘူးလားဖွားဖွားကြီးကဂျူလိုင်ကိုကြားကြိပေးပြီးတော့ဂျူလိုင်တော်တော်လေးစိတ်ဆိုးမိတယ်ဖြစ်လဲရှက်မိတယ်နေရာကနေချက်ချင်းလဲထွက်လာခဲ့ပေမယ့်ရုတ်တရက်ပဲသွားရမှမသိပါအိမ်နောက်ဘက်ကိုသွားရင်လေမမေ့ဆန်နဲ့မတွေ့ချင်ဘူးအိမ်မော်တက်သွားရအောင်လေအိမ်မရှိတော့ပိုင်စိုးပိုင်နဲ့မလုပ်ချင်ဘူးနောက်ဆုံးတော့ဂျူလိုင်ဒီရက်ပိုင်းရေရဲနေနေဝင်ထွက်နေကြဖွားဖွားရဲ့ခန်းထဲဝင်လာပြီးတော့လောကိုပါချထားပြစ်လိုက်တယ်အခုချိန်မှာဘသူနဲ့မှမတွေ့ချင်ဘူးဆိုဖာပေါ်မှာခြေထောက်နှစ်ချောင်းတင်ပြီးတော့ပင်လဲလဲအိမ်ရင်မျက်လုံးလေးမိတ်ထားမိတယ်အခုဆိုရင်ဂျူလိုင်ကတော်ဟို emotion ဖြစ်တတ်တယ်မဟုတ်ပါဘူးအလုပ်ထဲမှာဆိုတီးခန့်လွန်းလို့စာလုံးနေရာပင်ချီကျူးကြသေးတယ်အေးနေကြမှာအေးနဲ့ပတ်သက်လာရင်အတ္တကြီးပြီးထိခိုက်လွယ်လွန်းသူဖြစ်မှန်းမသိဖြစ်နေကြတယ်ဝမ်းနေလွယ်တဲ့တာလဲအေးနေကြမှာစိတ်ရွက်ကိုလိုပျော်ရွှင်တတ်တာလဲအေးနေကြမှာကောင်းလေးကိုကတကားဖွင့်ပြီးနော်ကောင်းလေးအေးစက်နိုင်ကတကားကိုတလုံးလုံးထုပြီးတော့အော်နေပြီမေအတွင်ကဘာတမ်းမှမကြရတီတီခိုင်ကဘေးနာကိုရောက်လာတယ်တားငယ်လေးလိမ္မာတယ်နော်တကားဖွင့်နော်တီခိုင်ပြောပြမင်းအထင်ကဘာတုတ်ပြန်မှုမှမကြည့်တော့တီတီခိုင်ကအေးစက်နိုင်ရဲ့နာကပ်ပြီးလေးတန်လေးနဲ့ပြောလိုက်တယ်တီခိုင်ရောဖွားဖွားရောဘသူမှခေါ်တာမဟုတ်ဘူးသူတို့ဟာသူတို့ရောက်လာကြတာတော့ပို့ရှိလားတီခိုင်ဖွားဖွားကလည်းအေကန်ကနေဖြင်းတဲ့ကြောင်းနဲ့ဖြစ်နေပြီးတော့အေကန်ကိုလေစကားမပြောအားတော့ပါရှိတယ်မလားခိုင်ခိုင်မိဆန်ကိုမေးကြည့်အောင်အချိန်ကည9နာရီကျော်ရဖြစ်တာကြောင့်လေပတ်ဝန်းကျင်ကမှောင်စားပြူလာလို့အေးစက်နိုင်စိတ်ပူသွားရင်မိပြည့်တော့ဒုက္ခအင်ဗတာတီတီခိုင်အင်ဗတာအင့်ပြင်ထားလားအေးဟမ်ဘာအင်ဗတာဘာဖြစ်လို့လဲမီးပြင်ကောင်လေးကအမောင်ကြောက်တတ်တယ်ဟဲဟုတ်လားအေးအင်ဗတာဖွားဖွားခမ်းပြီးနဲ့အော်တိုထရန့်စပါလောက်ထားတာအေးစက်နိုင်ပြာရခတ်နေတဲ့ပုံမမြင်ဘူးတာကြောင့်လေတီတီခိုင်ရောပြီးတော့ပြာရခတ်နေတယ်ဟဲ့မမေကိုဖုံးစိတ်ကြည့်စမ်းတော့ဘို့ဘယ်မှာထားလေလို့ဟုတ်မမေအခုစင်မလို့မိစံလာအောင်အိမ်ရတော့ဘို့တွေတွဲထားတဲ့ဟာဘယ်နားမလဲရှာစမ်းအောင်ဟယ်လိုကိုမင်းဒီမှာဂျူလိုင်လေးကလေတီတီခိုင်ကနောက်ဘက်ကိုထပ်လာပြီးလေးလေးမင်းကိုဖုံးဆက်ပြီးတော့အကျိုးချောင်းရှင်ပြတော့မှမိဆန်ကလည်းစိတ်ရည်လဲပြီးတော့အေကန်ကိုပြေးသွားတယ်ဖွားဖွားကိုရိုင်းထပြီးစာအုပ်စင်နေကြဟိုနိုင်ဒီနိုင်နဲ့လုံနေကြတယ်ဧည့်သည်အန်တီချိုတို့တာမီနှစ်ယောက်ကတော့ရုပ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကိုလိုက်မမေ့စွာနဲ့ရောင်နာဖြစ်နေကြတယ်အန်တီကတော့တော့ဒူကောင်ဟုတ်ဘာလဲဒူကောင်နည်းနည်းလောက်ဖယ်ပေးပါလားယင်အန်ဆွဲဖွင့်ကြည့်ခြင်းလို့
အော်အေးစပယ်အောက်ကအန်ဆွဲကိုနိုင်ပြီးတော့တိတ်ချရှားနေမိတဲ့မိဆန်ကြောင့်လေအန်ဒီကျော်ကဘေးကိုရွှေ့ပေးလိုက်တယ်။ဘာဖြစ်ကြတာလဲ။ကလေးကထဲမှာပိတ်မိနေလို့အန်ဒီကျော်ရဲ့အမေကိုမိဆန်အားဖြေတော့အန်ဒီကျော်ရဲ့သမီးနှင်းနှွားမှာရောပြီးကိုရှာတော့မလို့နေဘာလို့ရမှန်းမသိဖြစ်သွားကြရင်ထိုကလေးကသူ့ဟာသူလောချထားပြီးပိတ်သွားမှန်းသိရင်အန်ဒီကျော်တို့သားမိတွေးတက်သွားလိမ့်မယ်ထင်နေဟဲ့မမေကဘာရဲလေပြန်ရောက်တော့မယ်မမေရေထိုခဏမှပဲလေးလေးမဲကအိမ်ထဲကိုခက်တက်တက်ဝင်လာရင်ဖဖကိုလှမ်းပြောရီမေမေပဲဟိုတခါတော့ဘိုးတွေတိတ်ထားတာမဟုတ်ဘူးလားဟမ်ဒါဆိုဖဖခန်းထဲမှာပေါ့အေးစက်နိုင်ကအိမ်နောက်ဘက်ကိုပြေးထွက်သွားပြီးဦးလေးတင်ကိုအော်ခေါ်ရင်လေးလေးမဲကအိမ်ရှိကတန်ချောင်းပူလေးကိုတစ်ခုယူလာပြီးတကားတော့တွေကိုတိုးပြီးဖွင့်ကြည့်တယ်ဟဲ့မင်းရဲ့အဲ့တန်ချောင်းနဲ့ဘေးရမလဲဟဲ့မင်းရလေတခိုးလမ်းပြလုံနေတယ်လို့ပဲဟိုဖဖကလာခေါ်လိုက်မလားမိစံအရေးတဲ့ဘဲကလာကိုခေါ်ခိုင်းနေတာလေတော့ပြင်ကလာမတီခိုင်းရဲ့ဖေအားလုံးဖေတာအေးစက်နိုင်ကပြောဆိုဦးလေးတင်ရဲ့ထံကယူလာတဲ့ပစိန်သေးလေးတစ်ခုနဲ့ဖဖရဲ့အခန်းတကာလက်ကင်ဖို့ရိုက်ဖွင့်လိုက်ပြီးခုနကတန်ချောင်းနဲ့ဖွင့်နေတဲ့လေးလေးမင်းကိုတကိုးလမ်းပြလုံနေတယ်လို့ပြောတဲ့ဖဖအခုတော့သူ့ရဲ့မြေကဓမြလမ်းပြလှုပ်ပြီးတော့ရိုက်ဖွင့်နေတော့ပါဇက်ပိတ်သွားတယ်တကားပွင့်သွားတာနဲ့အေးစက်နိုင်ကအခန်းထဲဝင်ပြီးကောင်လေးကိုရှာလိုက်တော့ဖဖကရင်ဘေးကဆိုဖာမှာနောက်မီကောင်အောင်ကိုမျက်နှာအပ်ပြီးတော့လဲအိတ်နေတယ်အေးစက်နိုင်ကကောင်လေးနားမှာဒူးထောက်ထိုင်ချပြီးကောင်အောင်လေးကိုဆွဲဖယ်လိုက်တော့မျက်လုံးပွင့်ပြီးတော့အေးစက်နိုင်ကိုကြည့်လိုက်အေးစက်နိုင်ကဘာမှမပြောဘဲကောင်လေးကိုရင်ဘတ်ချင်းအပ်ပြီးကောက်ပေးလိုက်တော့အလိုက်တင်လေးခွာပြီးတော့လဲပင်တွေကိုဖတ်ထားရင်အခန်းပြင်ကိုထွက်ဖို့လို့တော့အေးစက်နိုင်ရဲ့ပခုံးပေါ်မှာမျက်နှာလေးကိုမှောက်ပြီးတော့ချပြလိုက်တယ်အေးစက်နိုင်ကအခန်းပြင်မှာမိုတိုမတ်တန်နေရက်နေကြတဲ့သူတွေကိုအသာမြင့်ပြပြီးတော့စကားမပြောကောင်းကြီးပြတော့အားလုံးကငြိမ်သွားကြရင်အခုနာတအိမ်လုံးပြောင်းတက်နေသလောက်အခုတော့ငြိမ်သက်သွားကြတာအတန်မြင်တရံမြမြမထွက်တော့ပါအေးစက်နိုင်ကကောင်လေးကိုကြည်လင့်သားနဲ့ဧကန်းကိုဖြတ်ပြီးအိမ်ပေါ်ရက်ကိုတက်သွားတော့အန်တီချိုတို့သားမီးကပါဇက်အဟောင်းသားနဲ့ကြမ်းနှိခဲ့တယ်မိဆန်ပါဇက်ထဲကိုလက်ထည့်ပြီးကိုက်ပြီးတော့အတန်သိအော်နေရကြောင့်လေတီခိုင်ရလိတ်ဆွဲပြလိုက်တယ်မမကျို့ဟိုလေးအားနာလိုက်တာအဲ့ကလေးကဘသူလေးတော့ခိုင်ကြီးအဲ့ဒါစက်နိုင်ရဲ့ဟိုရင်းလေးတီခိုင်ရဘလို့ပြောမှမသိဖြစ်နေစဉ်ဖွားဖွားနဲ့လေးလေးမင်းကလည်းထိုင်ရမလို့ထရမလို့ဖြစ်နေကြရင်ထိုစဉ်မိဆန်ကဝင်ပြီးအဲ့ဒါလေးကလေကိုကြီးစက်နိုင်ရဲ့ချစ်သူကောင်လေးရှင်အေးစက်နိုင်အခန်းထဲဝင်လိုက်ပြီးရန်နာဘက်စီကိုထလာလိုက်တယ်ကောင်လေးကိုကြည်ပွေးထားလေးနဲ့စိတ်ငြိမ်စေဖို့ကျောက်ဖွဲ့ပြီးတော့ခောက်တုတ်ခောက်ပြန်လမ်းလျှောက်ပေးနေလိုက်တယ်။ကောင်လေးကအေးစက်နိုင်ရဲ့ level မှာခေါင်းကိုမိထားတယ်။ကောင်လေးရဲ့အသက်ရှူရန်လေးတွေပုံမှန်ပြန်ဖြစ်လာတဲ့အခါမှာကောင်လေးကိုဂရမောအသာချပြီးတော့ခြေထောက်လေးနဲ့ချောင်းချထိုင်ပြီးတော့ခေါင်းကိုငုပ်ထားတယ်။အေးစက်နိုင်ကကောင်လေးရဲ့ချိန်မှာခြေပြားတွေကိုထောက်ပြီးအားပြုပြီးထိုင်ချပြီးတော့ကောင်လေးကိုမော့ကြည့်လိုက်တယ်။ကောင်လေးဖွားဖွားနဲ့တီခိုင်ကခေါ်ထားတာမဟုတ်ဘူးလေ။သူတို့ဟာသူတို့ရောက်လာကြတာတဲ့။ကောင်လေးကို့မယုံလားဟင်ကိုယ့်ရဲ့ခံစားချက်မှန်သမျှကောင်လေးနဲ့ကြာမှဖြစ်တည်လာတာကြည့်ပဲကောင်လေးကအဲ့လိုသိတယ်မလားအေးစက်နိုင်ကလက်တစ်ဖက်နဲ့ကောင်လေးရဲ့ဘာတစ်ဖက်ကိုအုပ်ကင်ပြီးလက်မနဲ့ဖွားဖွားပွက်ပြီးတော့အေးစက်နိုင်ကိုမျက်လုံးလှမ်းပြီးတော့ကြည့်လိုက်မျက်စိချိန်မှာဘောင်းမီတိုလေးဝတ်ထားတာကြောင့်ပေါ်နေကောင်လေးရဲ့ဒူးကောင်ကိုတစ်ချက်ငုံနှမ်းလိုက်တယ်ကောင်လေးကို့ကိုစကားပြောပါဦးကျွန်တော်ကတနေကုန်မိခွန်းတွေကိုစူးစမ်းဖြေထားတဲ့ဟာကိုကောင်လေးစီကအတန်တူတူလေးထွက်လာတယ်အင်းဘောဟုတ်တယ်ကိုသိတာပေါ့ဖွားဖွားကြီးတို့ခေါ်တာမဟုတ်ဘူးဆိုရင်ပဲလေကျွန်တော်ရှိမှအဲ့ဒီအန်တီကသူ့သမီးနဲ့အိမ်နဲ့ဖြစ်မှာပါလို့ပြောတယ်ကိုမရှိလို့ပေါ့ကိုရှိနေအဲ့ဒီစကားတွေပြောခွင့်တော့ရမှာမဟုတ်ဘူးထပြန်တော့လှုပ်လိုက်မှာပေါ့အဲ့ဒီမှတော့ကျွန်တော်ပေါ့အေးတွေလည်းဖိတ်ကြသေးတယ်ဟာဟုတ်လားအဲ့ဒါကြောင့်ဒီနားစိုးနေတာကိုအင်ကြီးလဲပေးမယ်နော်တော်ပြီမလဲတော့ဘူးထောက်တော့မှာကောင်လေးဗျာနောက်တစ်ခါစိတ်ဆိုးလို့ပဲဖြစ်ဖြစ်ဝမ်းနည်းလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မျက်စိကြည့်ရနေမမြင်ရတဲ့နေရာကိုပြောင်းမသွားပါနဲ့ကွာနော်ကိုကကြာရင်ထူမာရသွားလိုက်မယ်သိလားအေးရတွေ့အောင်ပြန်ရှာမယ်ဆိုတာသိလို့အေးစက်နိုင်ကကောင်လေးရဲ့ခါကိုဖြည့်ညက်ပြီးတော့ဒူကောင်လေးကိုနောက်တစ်ချိန်ငုံနှမ်းလိုက်မိတယ်ထို့စဉ်အေးစက်နိုင်ရဲ့ဘောင်းမီအိတ်ကတ်ထဲကဖုန်းမြည်လာတယ်ဟယ်လိုတာစက်နိုင်ညစာသားကြမယ်ခဏမှစလာရပြီတားငယ်လေးကိုခေါ်လာခဲ့ဖွားဖွားလေးစောင့်နေဟုတ်တီခိုင်ကောင်လေးလာထောက်ကိုရောအောက်မှာညစာသွားစားကြမယ်နော်
ကောင်လေးကြိုက်တဲ့ကနန်းမဆလာရပြီတဲ့တီတီခိုင်ကဟိုအန်တီတို့ရောပြန်သွားရောပေါ့အခုလောက်ဆိုလာအောက်ကိုသွားကြမယ်နော်ဖဖကောင်လေးကိုချော့မလို့တဲ့ချော့ရအောင်ကျွန်တော်စိတ်ကောက်နေတာမှမဟုတ်တာဟုတ်သားပြီကောင်လေးကစိတ်မကောက်တတ်တာဘူးနော်ချွဲလည်းမချွဲတတ်ဘူးစိတ်လည်းမကောက်တတ်ဘူးဟုတ်တယ်မလားအေးစက်နိုင်ကကောင်လေးကိုကြည်ဖို့ထလို့တော့မြေခုံလေးတွတ်ပြီးတော့သူ့ဟာသူအရင်ထသွားတယ်ကျွန်တော်လမ်းလျှောက်မေးကွာကိုထမင်းစပွဲမှာဝဲထိုင်ပြီးအတော်ကြာတဲ့အထိကောင်လေးကစကားတခွန်းမှမပြောပါတားငယ်လေးနေ့လေအားပြောတော့ကနန်းတွေအများကြီးစားမှဆိုရောက်ဒီမှာတီတီခိုင်ရအေးစက်နိုင်ကလှမ်းယူပြီးကနန်းတစ်ခုခွာပြီးတော့ဟုတ်ဒီပတ်တိလည်းမစားပါကောင်လေးဒီမှာကြမဆိုင်ဟင်းရီလေးတောက်လေးကနန်းဟင်းနဲ့အလိုက်ပဲဆုံးမေးဖွားဖွားကပြောပြီးတော့ဟင်းရီခွက်ကိုကောင်လေးရဲ့ရှေ့ကိုချပြီးတယ်ကောင်လေးကတစွန်းစာယူပြီးတောက်ပြီးတော့ပြန်ချထားလိုက်တယ်ကောင်လေးစားလို့မကောင်းလားအေးစက်နိုင်ကမေတော့ကောင်းခါပြတယ်အိမ်ပြန်ချင်းပြီဟောတောက်စားပါအောင်ပြီးမှပြန်လေနော်လေးလေးမင်းကပါဝင်လို့ပြောတော့တယ်ကောင်လေးကမျက်နှာလေးမှုန်တေးတင်းနဲ့တစ်ပြင်းချိန်ချပြီးတော့ခေါင်းရမ်းပြတယ်စားမကောင်းဘူးလားတားငယ်လေးရဲ့ကျွန်တော်တီတီခိုင်တို့ပင်ပင်မန်းချက်ထားလို့စားကြပါတယ်ဒါပေမဲ့ရင်ထဲပြည့်နေတယ်လို့ပဲတစ်ဆူဆူပြီးဖြစ်ပြီးတော့စားလို့မဝင်ဘူးဖဖဆိုအသာချလိုက်တယ်ဖဖကြီးကဂရိတီတာမလို့မင်းရဲ့အေးကိုဘယ်သူနဲ့မှပေးမတွေ့ဒီနေ့လာကြတာလေဖဖကြီးတို့မသိလိုက်ပဲရောက်လာကြတာအခုနာကလေသားတို့ကြောင့်တေချာပြောလိုက်ပြီးမို့လို့အခုအဲ့ဒီကျေကကနန်းတွေကိုစတော့စားပြီးမှပြန်ရမယ်ကောင်လေးက800ကနန်းတွေစီကိုအကြီးတစ်ချက်ရောက်သွားပြီးမှဖဖကြီးကိုမှုန်တီတီနဲ့ကြည့်ယူတော့ပြန်ပြောရင်ဖဖကြီးကမခေါ်ထားလေသူတို့လာနေကြမှာပဲလေဖဖကြီးပြောထားတဲ့လူတွေကအများကြီးဆိုတနေ့မဟုတ်တနေ့တော့ရောက်လာကြမှာပဲဟောက်ဒါပေမဲ့လေကျွန်တော်ကဘာတက်နိုင်မှမို့လို့လေဖဖကြီးပဲစိတ်ချမ်းသာအောင်နေပါအေးကျွန်တော်ကိုပြန်ပို့ပေးနော်ပြောရတော့ကောင်လေးကခေါင်းငုံသွားတယ်မနစ်ဖြင့်ဖဖစီကအတန်ထွက်လာတာကြောင့်လေအားလုံးရဲ့အကြည့်တွေကဖဖစီပြန်ရောက်သွားကြတယ်မနစ်ဖြင့်ဖဖကြီးကလာပြီးတော့ကြောင်းလန့်ပေးမှမလို့ကောင်လေးတို့မေမေကိုပြောထားရှင်ဗျာတီတီခိုင်လေးလေးမင်းနဲ့အေးစက်နိုင်တို့စီကအာမေရဲ့အတန်ကြီးထွက်ပြီးကောင်လေးကလည်းခေါင်းကိုဆက်ကနေမောကြည့်လာတယ်အဲ့ဒါမှမင်းတို့လည်းစိတ်ချပြီးကျုပ်လည်းစိတ်သက်သာရမှာအခုစိတ်ကောက်တာတွေရပ်ပြီးအစားကိုတေးချစားတော့ထိုအခါမှာကောက်လေးကအရှိပကံနေကအကြီးဆုံးကနန်းကိုကောက်ကင်ပြီးတော့အေးစက်နိုင်ခွာပေးတာတောင်မဆောင်တော့ပါဖဖပြုံးတုံတုံနဲ့မျက်စောင်းထိုးပြီးမိဆန်ကိုဟင်းရပြန်တွေခိုင်းနေသေးတယ်ကနန်းကြီးနဲ့မျက်နှာကိုကွယ်ပြီးပြုံးစင်းစည်းဖြစ်နေတဲ့ကောင်လေးကိုကြည့်ပြီးအေးစက်နိုင်ဦးရားနေတယ်ခုနဖြစ်ဖြစ်နေတဲ့ရုပ်လေးနဲ့လာလာမှမဆိုင်တော့ပါတိမ်လုံးပြာရခတ်သွားအောင်လှုပ်တတ်တာသူမဟုတ်တဲ့အတိုင်းဇူလိုင်မင်းခန့်လေးက soft skill တွေမှာတော့တကယ့်ကိုဆရာကြီးပါအဖွားမှာတော့အခန်းတကားလုံးတစ်ခုနဲ့ရင်းပြီးတော့စေးသက်ကြောင်လမ်းပွဲတက်ရတဲ့ထီတောင်ဖြစ်သွားတယ်ဟယ်လိုကိုကြီးဝတ်တော့ကောင်လေးအခုပဲပါလေအခုအေးတို့အိမ်ကနေပြန်လာနေတာလမ်းမှာကိုကြီးကကောင်လေးကိုပြောစရာရှိလို့အတော်ပဲကျွန်တော်လေကိုကြီးကိုပြောစရာရှိတယ်ကောင်လေးရင်ပြောလေမနေ့ဖြန်အေးနဲ့ကျွန်တော်တို့နှစ်ပတ်မိပါတယ်အရင်တွေ့ကြတော့မလို့ဟာဟုတ်လားကောင်းလိုက်တာ congratulation နော်ကောင်လေးစက်နိုင်ကိုရောပြောလိုက်ပါ thank you ပါကိုကြီးကြီးကြီးမာလာတော့မေမေကနောက်မှသိပေးမယ်တဲ့ကိုကြီးဘာပြောမလို့လဲပြောလေအဲ့ဒါကိုကြီးခရီးခဏသွားမလို့မေမေတို့တော့3ရက်လောက်လို့ပဲပြောထားမှာဒီထက်ကြာချင်လဲကြာမင်းခရီးကပြန်လာမှကျန်တဲ့အကြောင်းတွေကောင်လေးကိုအသေးစိတ်ပြောပြတော့မယ်နော်ဘယ်တော့မှလေကိုကြီးပြောပြအောင်လေမြန်မာနိုင်ငံထဲနေမှာပဲကိုကြီးပြန်လာမှပြောပြတော့မယ်ဒါပဲနော်ကောင်လေးဟုတ်ကိုကြီးဝတ်တုံဖုံချပြီးအထွေးစီကို message ပို့လိုက်တယ်တကယ်ကောင်လေးကိုဖုန်းဆက်တာအထွေးကတနေရာခေါ်သွားစရာရှိကိုခဏလိုက်ခဲ့ပါလို့ပြောလာပြီးတိုင်ပင်စရာဖြစ်ပါတယ်ဒါပေမဲ့ကောင်လေးစိတ်ဆက်ကြောင်းလန့်တော့မယ်လို့သိတဲ့အခါဝတ်တုံလေးကောင်လေးကိုအားစားမိလာတယ်ဘာဆိုဘာမှထိန်းချုပ်မထားပဲအမြဲလွတ်လပ်ပေါ်ပါနေတဲ့ကောင်လေးကဝတ်တုံထဲအများကြီးငယ်တဲ့လောက်အများကြီးလေးပို့ပြီးတော့တတ်တည်ရှိတယ်ဝတ်တုံလေးကောင်လေးလိုမျိုးတစ်ခါလောက်တော့ပေါ့ပါပြောခြင်းပြီးကိုတို့တူယူမိုက်ကြတာပေါ့အထွေးကိုတို့မနစ်ပြန်ညာသွားကြမယ်မိမိကြီးမြမိမိရောဟောကောင်လေးသားမိမိကမင်းငယ်နေဈေးသွားတယ်နေ့လေသာဧည့်သည်တွေကြေးဖို့တခုခုဝယ်ထားမလို့ရလေမိမိကလေ delivery နဲ့မှာလိုက်ရတဲ့ဟာကိုပြင်မင်းခံလို့အပြင်ကမှာတာတွေကမကောင်းဘူးတွေကောင်လေးရဲ့ကြီးမြရောဘာတွေလုပ်နေရလဲ
အုံနုကြုံနေတာဧည့်သည်တွေအတွက်ကြောက်ကြောထုံးမလို့လေတက်တက်ပင်ပန်းကြီးကြီးမြတ်ရအများကြီးမလိုပါဘူးဖွားဖွားကြီးကစားနိုင်မှာမဟုတ်ဘူးဘာနေနေမျက်နှာပန်းလှအောင်ဘောအကောင်လေးတော်ကြကြီးကြီးမြတ်ရဲ့တာလေးညှို့ညင်ခံနေရမှာစိုးလို့အေးတို့မိသားဆိုတာသဘောကောင်းနေပါကြီးကြီးမြတ်ရဲ့ဘာဖြစ်ဖြစ်လုပ်ပေးတာကျေးဇူးတင်ပါတယ်ဗျကျိုးလိုက်ကကြီးကြီးမြတ်ရဲ့ခါကိုဖက်ပြီးတော့ပြောလိုက်တယ်ကြီးကြီးမြတ်ကျိုးလိုက်ကိုပြန်လဲတိုင်းဖက်ပြီးတော့ခေါင်းလေးကိုပွက်တက်ပြီးပျော်နေလားကောင်လေးဟုတ်ကြီးကြီးမြတ်နှမျောဝင်မေငါသားလေးပျော်ဖို့အဓိကပါကွယ်ကြီးကြီးမြတ်မိမိတို့နေဆွေမျိုးနှိစက်တော်ပြီးကျိုးလိုက်မမွေးခင်ကလေးကအိမ်မှာတူတူလာနေတဲ့သူဖြစ်တယ်ရွာပြန်ရောက်ချင်းမိမိကကျိုးလိုက်ရဲ့အကြောင်းကိုဖွင့်ပြောပြတော့ကြီးကြီးမြတ်ဟာငိုရီနောက်တော့လေကျိုးလိုက်ပြောနေတာမြင်ပြီးကြီးကြီးမြတ်ပါစိတ်ချမ်းသာသွားတယ်မင်းညာမိမိကကြီးကြီးမြတ်ကိုလာပြီးဖုန်းဆက်ပြီးပြောတာကြောင့်လေညရင်ချင်းကြီးရောက်ချပြီးတော့ရင်းတက်တက်နဲ့ဖြစ်နေခဲ့တယ်ဒါတောင်မိမိကအရင်ရက်တွင်ရိတ်ဖန်းတန်ဖန်ပြောထားပြီးဖြစ်လို့ရှော့မြသွားတာဖြစ်ပါတယ်ကျိုးလိုက်နဲ့စကားတွေကြားရင်ပြောပြီးအတော်လေးညနေမှပြန်သွားတော့တယ်သူ့ရဲ့မျိုးသားဖြစ်သူဦးထွန်းမင်းကိုသိတော့တဖြည်းဖြည်းမှအတိပေးလိုက်မယ်လို့ပြောသွားတယ်မိမိတို့ဈေးရပြန်ရောက်ပြီးအလုံးချက်ပြုတ်ပြင်ဆင်ပြီးတဲ့အချိန်မနက်10:00 နာရီထိုးနေပြီဖြစ်တယ်အေးတော်ကည7:00 နာရီမှလာမယ်လို့ပြောတာကြောင့်လေရေချိုးပြင်ဆင်နေကြတယ်ကိုကြီးကောင်လေးရော့မိမိကဒါဝက်တိတ်မနေ့ကမှဈေးရဝယ်လာတာပစိုးကြီးငါမသေးချာမောတက်တာတော့ပြီဘောင်းမိကျင်ပဲဝတ်မလို့ကိုကြီးကောင်လေးမလိုက်မဖက်တွေဖြစ်နေမယ်နော်နေအေးကသေးချာပစိုးဝက်လာမအောင်ဝါဆိုပြောတာလေဟုတ်တော့ဟုတ်ပါတယ်အေးကလူကြီးတွေနဲ့တွေ့မယ်ဆိုရင်အမြဲပစိုးဝက်တက်တယ်ကိုနဲ့စိတ်ဆက်ပွဲနေတော့မြန်မာဆက်ဆက်ဝက်တက်တယ်လို့တွေးမိပြီးဝါဆိုရဲ့ထံပစိုးနေရှမ်းကြီးအနေရောင်ကိုလှမ်းယူလိုက်တယ်ဂျူလိုင်တို့မိသားစုကအယောင်နေနဲ့ပတ်သက်ပြီးအယူသေးတဲ့မရှိတာမို့လို့အသားဖြူတွေဂျူလိုင်ကိုမိမိကအနဲ့ရောင်ပါတာဆင်ပေးလိရှိရီဂျူလိုင်အားလုံးပြင်ဆင်ပြီးတော့အစင်ပြေချုံမွေပေမိဂျူလိုင်ပစိုးဝက်ခါနေမှာတိုင်ပတ်နေပြီးဖေဖေရဲ့ခန်းနဲ့ပြေးရတယ်ဖေဖေကောင်းလေးဘဲနဲ့ဘောက်ဆာနဲ့စတက်ကောလာနဲ့ဖေဖေဒီမှာတောက်ပစိုးဝက်ပေးပါအောင်ငါသားအိမ်တော်ပြုတ်ကျင်နေပြီပစိုးကမောတက်သေးဒီလိုလာခဲ့ဖေဖေကဂျူလိုက်ရဲ့လက်ထဲကပစိုးကိုယူပြီးတေချာဝက်ပြီးသူကိုယ်တိုင်ကတော့ဖြင့်ဒေါ်တီတာနှင်းကောက်မှုနဲ့တန့်ခတ်နေပြီသွားအိမ်ရှိမှာသွားထိုင်နေတော့ရှောက်သွားနေကြွကြနေမိဖေဖေကပစိုးဝက်ပေးတာနဲ့ဂျူလိုက်ကဧကန်မှာခန့်ခန့်ကြီးနဲ့ဆန်းဆန်းရင်သွားထိုင်နေလိုက်တယ်မိဖို့ကန်ထဲမှာရင်တွေပန်းယူပြီးထွက်လာတဲ့မိမိကဂျူလိုက်ကိုတွေ့တော့ပြုံးနေအမေမိသားလေးကဒီလိုလေးကြရလေလူကြီးလေးလိုပဲချစ်စရာကောင်းလိုက်တာမိမိကလည်းအမလီမကြခင်အိုရောမဲလူပြိုလေးကရှက်နေတာတော်အိမ်နောက်မှာတက်ရှိဦးတွေတွားယူထားတာလျှောက်သွားနေပစိုးကြွကြမှာဆိုလို့မင်းငယ်အန်နာစတာရှာလေးပြီးရင်မြင်လာပြီးတော့မိမိကိုကူပေးလိုက်ပါဦးအပေါ်ရက်ကပြင်ဆင်ပြီးဆင်းလာတဲ့ဝါဆိုကမျက်စောင်းထိုးပြီးဇူလိုက်ကိုပူးကြည့်အဲ့မှာပစိုးအကြောင်းပြပြီးတော့ထိုင်နေလိုက်တက်လုံးချစ်ညီမလေးကလေကိုညှို့ညင်တာလားညှို့ညင်နေပြောတာပြောမိမိဝါစွာကောက်တုတ်ကောက်ပြန်ဝင်ထွက်ပြီးတော့မိမိနဲ့ကြီးကြီးမြတ်ကိုကူပေးနေတယ်ကောင်းလေးအိမ်ရှိရကောင်ဘေးနေနဲ့သွားရွှေ့ထားစက်နိုင်တို့ကားလာရက်လို့ရအောင်လို့ပြောမဟုတ်ဘူးမင်းငယ်ကြီးလာပြီဝါစွာစူးအောင်နဲ့ကောက်သွားရွှေ့အိမ်ရဲ့နောက်ကမိမိကအားရတယောက်အိမ်ရှိရရှိခဲ့ဘူးရှူလာရန်လှမ်းអော်တာကြောင့်လေကားရွှေ့ပြီးပြန်ဝင်လာတဲ့ဝါဆိုအော်ခေါ်ရပြန်နေမင်းငယ်ကိုကြီးကောင်လေးငါအဲ့ပစိုးတော်အမြင်ကတ်နေပြီနော်လှုပ်ပါနေရလေနေမင်္ဂလာဆောင်ရင်လည်းငါပြန်လှုပ်ပေးမှာပေါ့ you shut up ဂျူလိုင်ကတော့အေးတို့စောင့်နေရင်နဲ့ဆိုဖာပေါ်မှာအကြားနာထိုင်ပြီးစင်ကာပူကထပ်ဖြိုးကိုတော့ခင်နရီတို့နဲ့ချက်နေတယ်အငတ်တွေကစင်ကာပူကပြန်ရောက်ရင်ဒင်နာကျွေးရမယ်လို့ပြောနေကြတယ်ကောင်းလေးအိမ်ရှိမှာကားလန်ကြတယ်စက်နိုင်တို့လာပြီထင်နေဟုတ်မမေတာသွားကြိုလိုက်ပြီဝတ်ထက်အခုမှပဲဖေနဲ့ခုံနဲ့ကြွားသွားတော့ရင်ဝါစိုးရေပြောမကြားကြအောင်စောင့်ပြီးအိမ်ရှိကိုထွက်လာခဲ့တယ်အေးရကားဝါဆင်းလာပြီးဂျူလိုက်ကိုငေးကြည့်နေတာကြောင့်လေဂျူလိုက်အနေရခတ်ပြီးတော့ရှက်ပြုံးလေးပြုံးနေလိုက်တယ်အေးရဂျူလိုက်ကိုဒီလိုပုံစံနဲ့တခါမှမမြင်ဘူးလို့တေးသေးချာချာစိုက်ကြည့်ပြီးတော့ပြုံးနေတယ်အေးရောဘာထူလေးရှဲညီခိုးပြအောင်လက်ရှိယောဂီပစိုးကလည်းအယောင်တူကွက်စိတ်လေးနဲ့တောင်တင်းချရက်ပြီးတော့ကိုခန္ဓာချိုးစားလုံးဝကိုကွက်တီကြတယ်ဂျူလိုက်ကားဝါနေဆင်းလာပြီး
အေးရဲ့ပုံစံကိုစနစ်လျှော်ရိုက်ယူထားလိုက်သည်ဒါကဂျူလိုက်ကိုလာတောင်းနေသူတို့တားလောင်းပေါ့ဟုတ်မိုက်လိုက်တာအိမ်ထဲကနေပြေးထွက်လာတဲ့ပစိုးလေးနဲ့ကောင်လေးကိုမြင်ရတဲ့အချိန်အေးစက်နိုင်ရဲ့ရင်ထဲဖြတ်ကနေလှုပ်ရှားသွားတယ်တခါမှမမြင်ဘူးတဲ့ကောင်လေးရဲ့တခြားပုံစံအတီလိုပေါ့လေအရက်ရှိရှိလေးနဲ့ပစိုးလေးဝတ်ထားတော့လူကြီးနဲ့တူပြီးတမျိုးလေးကြည်ကောင်းနေပြန်နေဂျူလိုက်မင်းခန့်လေးကကိတ်စားချင်စရာကောင်းလောက်အောင်ကိုကြက်မွေးပါတယ်အေးစက်နိုင်ရလေလူအဖြစ်စိတ်ဆက်တော့မှကိုယ့်ရဲ့ကောင်လေးကိုရှင်းခုံလို့မပြီးသေးတဲ့အဖြစ်ကိုပြုံးလိုက်မိအေးကောင်လေးကအနောက်ကိုကပ်ပြီးတော့လာခေါ်ရင်အေးစက်နိုင်ကောင်လေးရဲ့ပါကိုဖွက်ဖွက်လေးဆွဲပြစ်ညက်လိုက်တယ်ကောင်လေးကပြုံးပြီးတော့ခေါင်းငုံသွားရင်ဟဲ့ကလေးဒီဖွက်ဖွက်ကိုလာခေါ်ကြအောင်လေတီတီခိုင်လန်းခေါ်မှနှစ်ယောက်လုံးတရေရပြီးဖွက်ဖွက်စီကိုပြေးရတယ်လေးလေးမင်းနဲ့တီတီခိုင်ကနောက်ကနေလိုက်လာတယ်ဟုတ်ကြွကြပါရှင်အိမ်ထဲကိုလာကြဒီမှာထိုင်ကြပါခမအန်ဒီတီရာနေဦးတစ်မင်းခန့်ကနေရာထိုင်ခင်းတွေပေးပြီးတော့မိတ်ဆက်ပေးကြတယ်ဒါလေးကသမီးငယ်လေးလားချစ်စရာကောင်းလိုက်တာကွယ်တအိမ်လုံးချောရီကြည့်ပြီဟုတ်မင်းရဲ့နာမည်ကခင်ဝါဆိုခန့်မှာတီတီတာသမီမထွန်းကားတီတီခိုင်နေလေးလေးမင်းကောင်လေးတို့မောင်နှမနှစ်ယောက်ကိုချစ်နေကြတယ်ဖဖလူကြီးပြပြလာရင်ကိစ္စကိုစကားစပြောတယ်ဖဖလေဘလို့ပြောရမှန်းလဲမသိဘူးတူမရေဒီကငါတူကြီးရောပဲခက်ကလာလေတိုးတက်ပြောင်းလဲလာလိုက်တာလေတဟုန်ထိုးလောကကြီးမှာလူတွေကလောဘဒေါသတွေများပြီးကိုယ်ဆွေမျိုးသားရဲ့ချင်းချင်းတောင်မှမျက်တာမထားနိုင်ကြတော့ခက်ကြီးမှာဒီလိုမျိုးတယောက်နဲ့တယောက်နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်မျက်တာရှိကြရဲဆိုတော့ဒါကောင်းတာပဲပေါ့နော်ဖွားဖွားတို့ကတော့ကိုယ့်ရဲ့သွေးသားကိုစိတ်ချမ်းသာစေချင်တာပဲလေလူဘဝတူတူလေးပါကွယ်စိတ်ဆင်းရဲပြီးနေသွားရတာတဲ့ပျော်ပျော်ရွှင်ရွှင်လေးနေသွားရတော့ကောင်းတာပေါ့ဒါပေါ့ဖွားဖွားရဲ့မြေကဒီအိမ်ကသားလေးကိုမျက်တာရှိရဲဆိုတော့ဖွားဖွားတို့ကလာပြီးတော့ကြောင်းလန့်ပေးတာပါသူတို့ချင်းချင်းလဲအပြန်အလှန်မျက်တာမျှပြီးတော့ဆိုတော့လေဖွားဖွားတို့တဲ့အိမ်လုံးကလေကောင်လေးကိုချစ်လို့ဒီရှိရစာအိတ်ထဲကပစ္စည်းစည်းရင်ကကောင်လေးအတွက်ဖွားဖွားတို့မျက်တာပါကွယ်စာအိတ်ထဲကပစ္စည်းစည်းရင်ထဲမှာဖွားဖွားသူ့ရဲ့နာမည်နဲ့ပိုင်ဆိုင်သမျှအကုန်လုံးကောင်လေးနာမည်နဲ့လွှဲပြောင်းပြီးတင်တောင်းထားခြင်းဖြစ်ပါတယ်နားလဲပါတယ်ဖွားဖွားရဲ့ကျမတို့ဘက်ကလေကိုယ့်ရဲ့သားလေးကိုတကယ်နှစ်ကချစ်ပေးလို့ကျေးဇူးတင်ပါတယ်ကလေးကိုခုလိုမိသားဖာတာပြီးလာပြီးတော့တောင်းရမ်းနာနေတယ်ကျေနပ်ပါတယ်ကျန်တာတွေမလိုပါဘူးရှင်လူကြီးတွေအပြန်အလှန်စကားပြောနေကြတာကိုခဏဆောင်ပြီးတော့အေးစက်နိုင်ကချောင်းတစ်ချက်ဟန်လိုက်တယ်ခေါင်းလေးကအေးစက်နိုင်ရဲ့ဘေးမှာငိမ့်ငိမ့်လေးထိုင်နေတယ်ဟိုလေဖွားဖွားတို့အန်တီနင်တို့ဦးတို့ကိုကျွန်တော်တခုလောက်တောင်းဆိုချင်ပါတယ်ပြောပါသားကောင်လေးကစင်ကာပူကပြန်ရင်အလုပ်တစ်ဖက်ကြောင်းတစ်ဖက်နဲ့အရန်ကိုပင်ပန်းနေမြအလုပ်ရှုပ်နေရင်စားတောက်ကိုလေးတေချာမဆောင်အနားမှာဂရုဒီဇိုင်းနဲ့ကြည်ပေးမဲ့သူရှိမှဖြစ်မှာမလို့ကျွန်တော်ကကောင်လေးကိုကျွန်တော်တို့တူခေါ်ထားကြပါတယ်အဲ့လိုခေါ်ထားဖို့ပါလေစိတ်ဆက်ထားရုံနဲ့မဖြစ်ဘူးဗျကျွန်တော်ကကောင်လေးကိုတန်မိုးထားတာမို့အများမြင်မှာလက်မထက်ရသေးပဲအတူတူနေရဲဆိုတာမျိုးမဖြစ်ချင်လို့အဲ့ဒါအခုလိုမျိုးလူစုံတော့နှစ်ဖက်မိဘတွေရှိမှာရှိနေနဲ့လက်မှတ်လေးထိုးသွားကြပါရီကျွန်တော်တို့ခွင့်ရက်ကလည်းပြည့်တော်မှာဆိုတော့လေအဲ့ခံပွဲအတွက်ကလည်းအချိန်ရမစိတ်လောက်တော့လို့အဲ့ခံပွဲတော့ကောင်လေး second semester ဆာမေးပဲပြီးမှလုပ်ပြီးလောလောဆယ်မင်္ဂလာဦးစွန်ကျွေးလေးလုပ်သွားပြီစင်ကာပူမှာတော့တငယ်ချင်းနေနဲ့တင်တာပွဲလေးလုပ်လိုက်မလားလို့ခမအေးစက်နိုင်ရဲ့အပြောအားလုံးအားတင့်သွားကြရင်ဘသူ့ဟိုမှကြိုးရီမတိုင်မြင်ထားတာမလို့လေကောင်လေးကပဲမျက်လုံးလေးပြိုပြီးအေးစက်နိုင်ကိုကြည့်လိုက်လက်ဆွဲဘူးလေးကိုထုတ်ပြီးကောင်လေးရဲ့ရှေ့မှာဖွင့်ပြီးကောင်လေးနှစ်ဖက်မိမရှိမှာအားလုံးကိုတစ်တည်ထားပြီးတော့တိုက်တယ်ပါရင်ကောင်လေးကိုတက်တက်လုံးချစ်ပြီးအရေးတကြီးကြီးနဲ့စောင်းရှောက်ခွင့်ရမယ်ခွင့်ရကိုဒီထက်ပိုပြီးတော့မစောင့်နိုင်တာကြောင့်အခုလိုလောက်တာကိုကိုစောင်းရှောက်ခွင့်ပေးပါနော်ကိုကိုလက်ထက်ခွင့်ပေးပါကောင်လေးကလက်စွပ်ဘူးကြည့်ပြီးမျက်နှာလေးရဲလာတယ်ငိုချင်တာကိုထိန်ထားတာကြောင့်လေနှာခေါင်းထိတ်လေးနဲ့မျက်လုံးနဲ့ပါရဲလာပြီးအေးရဗျာလို့တိုးတိုးလေးရေးရွက်လိုက်တယ်ကောင်လေးကိုကိုလက်ထက်မယ်မလားယင်ကျွန်တော်အေးကိုလက်ထက်မယ်ဟေးခင်ဝါဆိုပါဟေးကနေအော်ပြီးလက်ခုပ်တီးတော့တေးတေးခိုင်ရပါလိုက်ပြီးတော့တေးတေးလူကြီးတွေကတော့ပြုံးမိကြည်နူးနေကြတယ်အေးစက်နိုင်ကလက်ဆွဲပိုးတွေကလက်ဆွဲလေးကိုကောင်လေးရဲ့လက်တကြွယ်မှာဝက်ပေးလိုက်တယ်လက်အတိုင်းကစင်ကာပူမှာကလေးကမတိမတာခိုးပြီးတော့တိုင်းထားတာဖြစ်တယ်အေးတို့လက်ဆွဲရောဒီမှာနောက်တစ်ပုရှိသေးတယ်ဒါလက်ထက်ခွန်တောင်းတဲ့လက်ဆွဲ
ဒါလက်မှတ်ထိုးမှတူတူဝဲရမယ်လက်ထပ်လွတ်စွဒါပေမဲ့လက်မှတ်ထိုးကရှေ့နေတွေဘာတွေဘာမှမပြင်ဆင်ရသေးဘူးလေစနိုင်ကျွန်တော်ပြင်ထားပါတယ်ဖဖရဲ့ဦးရိုအန်တီနင်းတို့ခွင့်ပြုတာနဲ့ကျွန်တော်ခေါ်လိုက်မလို့အစင်းင်းဆောင်ခိုင်းထားတယ်အန်တီတို့ခွင့်ပြုပေးပါနော်မေမေကောင်လေးကိုအန်တီတီတာမျက်စောင်းထိုးပြီးတော့ပြောလိုက်တယ်ခွင့်ပြုပေးရမှာပေါ့ကွေကိုသားကိုရိုင်းကလက်ထက်ချင်းနေတာကိုအန်တီတီတာရဲ့စကားဆုံးအေးစက်နိုင်ကရှေ့နေကိုဖုန်းလမ်းခေါ်လိုက်တယ်ဟယ်လိုကိုကြည်ထုံးလာလို့ရပါပြီဗျဟုတ်လဲတဲ့ကိုဝင်လာလို့ရတယ်မောင်းခဲ့လိုက်နော်ခဏကြာတော့ရှေ့နေကိုကြည်ထုံးရောက်ပြီးတော့နှစ်ဖက်မိဘစုံကြီးရှိမှလက်မှတ်ထိုးပြီးလက်ထက်လက်ဆွတ်လေးကြတယ်အမတ်တရားတပ်ပုံနေရိုက်ပြီးနှစ်ဖက်မိသားစုခရော့ကြတယ်အားလုံးပြေဆုံးပြီးမြောက်သွားတော့ပြန်မို့ပြင်ကြတဲ့အချိန်ကောင်လေးကအေးစက်နိုင်ရဲ့နောက်တိုးတိုးလေးကပ်ပြောတယ်အေးအခုဆိုရင်အေးကကျွန်တော်ရေမျိုးသားဖြစ်သွားပြီဆိုပေမဲ့စင်ကာပူမပြန်ခင်ထိတော့ကျွန်တော်မေမေတို့နဲ့ပဲနေခဲ့မယ်နော်အေးရဲ့နောက်ကိုချက်ချင်းလိုက်သွားရင်မေမေကဝမ်းထဲနေမှာမို့လို့ဟာဟုတ်ပါဗျာမဝိုင်းလေးမေမေတို့နဲ့နေပြီးတော့အောင်းမိထားနော်စင်ကာပူပြန်ရောက်မှကောင်လေးကိုကိုယ်ပိုင်သိမ့်မယ်နော်အေးစစ်နိုင်ကကောင်လေးရဲ့နာနာကပ်ပြီးတိုးတိုးလေးပြောလိုက်တော့ကောင်လေးကအန်တိတ်တန်လေးနဲ့အော်တော့တယ်အေးဘာပြောနေရလဲဟောဗျာဘာပြောလို့လဲကောင်လေးပဲကိုယ်ပိုင်ခံချင်နေတာကြာပြီဆိုစင်ကာပူမှာတော့ငါလေကိုယ့်ရဲ့ကားထဲမှာငိုပြီးတော့ပြောထားတာ哦အေးနော်တော်တော့မပြောနဲ့တော့ဟာဟာမပြောတော့အေးစက်နိုင်ကကောင်လေးရဲ့ပေါင်ငုံနှမ်းမယ်လို့နောက်ကတီတီခိုင်ရဲ့အတန်ထွက်လာတယ်ဟဲ့ဟိုကလေးနှစ်ယောက်ဖဖပြန်မဲတဲ့လာပြီးတီတီခိုင်ကောင်လေးကတော့ဒီမှာပဲနေခဲ့လိုက်အောင်မယ်နော်သူ့မေမေတို့နဲ့အင်းဘောနေခဲ့ရမှာပေါ့နေ့လေဘက်တွေတော့အိမ်ကိုလာခဲ့ဦးနော်တားငယ်လေးဝါဆိုလေးပါခေါ်ခဲ့ဟုတ်တီတီခိုင်အေးရပြန်လာပြီးတော့ဟိုနေရဖေဖေနဲ့ဝါဆိုကြောက်ချထားတဲ့ရွှေကြိုးတန်လန်နဲ့ဂျူလိုင်ငငယ်တက်ပုံမိမိစီကမရရအောင်တောင်းသွားတယ်အားလုံးကိုနှုတ်ဆက်ပြီးပြန်သွားကြတော့ဂျူလိုင်လည်းပစိုးချွတ်ပြီးမိမိတို့ကိုကုသိမ်းဆက်ပြီးပြီးမှအေကမ်းမှာထိုင်နာနေတဲ့မိမိရဲ့ရင်ခွင်နဲ့အတင်းဝင်ပြီးတော့ထိုင်လိုက်တယ်မိမိကဂျူလိုင်ရဲ့ကောင်မနာအောင်ခောက်ပြီးတော့ဆိုရင်သွားခုမှမအေးကိုလာပြီးတော့ကတ်မနေနဲ့ခုနာလူကြီးရဲ့ရှေ့မှာဟန်ဆောင်ပန်းဆောင်လေးတောင်မှမငြင်းဘူးတော်အိမ်အောင်နဲ့ဖြစ်ကျင်နေတာဟုတ်လားအခုကလေးကရိုက်ကျင်နေတာအသေးကိုရားနေတာပြီမိမိကလည်းသားအိမ်အောင်ပြုတ်မပြုတ်မိမိရဲ့ကလေးလေးပဲလေနော်လို့မိမိမသိဘူးဟေးအိမ်အောင်နယ်ချဲကမရှိတော့ဘူးနော်သွားဖေးဒါငါရဲ့မိမိဝါစောကပြေးလာပြီးတော့ဂျူလိုင်ကိုတွန်းထုတ်ပြီးမိမိရဲ့ပေါင်ပေါ်အတင်းဆွဝင်နေကဲဖေးကြစမ်းမနှစ်ယောက်လုံးဖေးကြကိုသိဒီမှာလာလို့ဟေးငါရဲ့မိမကိုဘသူတွေအနိုင်ကျင့်နေတာလေဖေးကြဖေဖေကအိမ်ပေါ်ကဆင်းသွားတဲ့ဂျူလိုင်တို့မောင်နှမနှစ်ယောက်ကိုဆွဲထုတ်ပြီးတစ်ဖက်ဆိုဖာပေါ်တွန်းပြီးတော့လွန့်ပြလိုက်တယ်ဂျူလိုင်ကခုနရိုက်ထားတဲ့ပုံတွေကိုပြန်ကြည့်နေအိမ်နဲ့စင်တူလက်စွပ်ကိုဝင်ရိုက်ထားတဲ့ပုံလေးတွေနဲ့လက်စွပ်တီးတဲ့ရိုက်ထားတဲ့ပုံလေးကိုပေါင်းပြီးအိမ်ကြီးမှာတင်လိုက်တော့တယ်ကပ်ရှင်ကတော့ Now I'm yours and you are mine ဂျူလိုင်အိမ်ရထဲမှာအိမ်နဲ့ဖုံးပြောနေအေးရလက်ထပ်ပြီးခါစားပူပူနွေနွေတို့တောင်ခွဲပြီးနေရတာကြောင့်လည်းမကြေနပ်လို့ပြောတော့ရက်နေတော့တယ်အဲ့တော့ကောင်လေးကကို့ကိုဘာပြန်လုပ်ပေးမှလဲပြောကောင်လေးစိတ်တိုင်းကကိုကထားပေးခဲ့ရတာလေအေးရလည်းမနေ့ကျရင်လာခေါ်လေပြန်မှုလိုအပ်တာတွေတောင်းရကြမီအေးကြိုက်တဲ့စာအုပ်တွေပါပြီအဲ့ဒါတွေကပုံမှန်လည်းလုပ်လို့ရတာပဲကွာကိုပြောချင်တာလက်ထပ်ပြီးစင်ကာပူမပြန်ခင်ထိခွဲပြီးနေရတဲ့အတွက်ဘာလုပ်ပေးမှလဲမေးနေတာအဲ့ဒါဘာဖြစ်လဲပြောစင်ကာပူပြန်ရောက်မှစင်ကာပူပြန်ရောက်အောင်ဘာဖြစ်လဲစင်ကာပူပြန်ရောက်မှအေးစိတ်ကြိုက်တကယ်နော်ကိုကလေးနဲ့ကိုနော်ဘာအောင်လဲကိုစိတ်ကြိုက်ဘာလုပ်မယ်ဆိုတာသိလို့လားကောင်လေးကမသိဘူးဗျာတော်ပြီဖုန်းချလိုက်တော့မယ်အိတ်ကျန်နေပြီအင်းမအိတ်တော့လူစိုးကောင်လေးမနေ့ကမှကိုလာခေါ်မယ်နော်ဘိုင်ချစ်လားမချစ်ဘူးစစ်ပြောလေပြောနေကြလို့ပဲဖုန်းထဲမှာမချစ်ချင်ဘူးအပြင်မှာပဲချစ်ချင်တာလို့အခုအဲ့ဒီစကားကိုတကယ်လက်တွေ့ခေါင်းထဲပေါ်တော့မှာနော်ဖုန်းချလိုက်ပြီးတော့ဂျူလိုင်ကခေါင်းအုံးပေါ်မျက်နှာအပ်ပြီးလူလိမ့်နေအေးရမှတကယ်စိုးတာအောင်ဖုန်းပြောတာလေးနဲ့ရင်တွေကတရုပ်လို့ခုံပြီးအတွေးတွေကမှောင်မိုင်းလာခဲ့တယ်
တယောက်တည်းအိတ်နေမဖြစ်တော့လို့ကောင်းအောင်ကိုဆွဲပြီးတော့မိမိတို့ရဲ့ခန်းဘက်ကိုထွက်လာခဲ့တယ်။ဂျူလိုင်ကစင်ကာပူကပြန်ရောက်တိုင်းဖေဖေနဲ့မိမိတို့ရဲ့ခန်းကိုပြန်ကနေတရက်တော့အမြဲသွားအိတ်နေကြဖြစ်တယ်။အခုကတော့လူပြိုဘွားနဲ့နောက်ဆုံးအကြိမ်ဖြစ်ပေလိမ့်မည်။မိမိဝင်ခဲ့လေကောင်လေးဟေးကောင်းအောင်နဲ့ဘာလာလုပ်ပြန်တာလေလူအပြင်အိမ်အောင်တနေပြီလာချွဲနေတော့တော့နင်းအဲ့ဒီကောင်ကိုပြန်မောင်းထုတ်လိုက်ဖေဖေကကလေးမော်မှာလှဲနေရင်လှမ်းပြောလာရင်ဂျူလိုင်ကဂယုမဆိုင်စွာနဲ့ကလေးမော်တက်ပြီးအလဲမဝင်အိပ်ပြီးတော့ဖေဖေကိုခွာထိုင်ထားတယ်ဒီကောင်ကတော့မကြီးမငယ်နဲ့ဖဲစမ်းကွာမိမိကဂျူလိုင်ရဲ့ပေမှာဝင်လဲပြီးဂျူလိုင်ကသူ့ရဲ့ဘက်ကိုဆွဲခေါ်တယ်အမလီမိမိရဲ့ကလေးလေးလာပါဦးမိမိကဖတ်ထားကြလို့ဂျူလိုင်ကမိမိဘက်ကိုလှည့်ပြီးမိမိရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးတော့ဖတ်ထားလိုက်တယ်နောက်ဆိုမိမိကအခုလိုဖတ်ထားလို့မရတော့ဘူးသူများဖတ်ထားတော့မှဟုတ်လားမိမိကလည်းအခုကောင်လေးဖြစ်ခြင်းနဲ့အေးရဲ့ကလေးလေးဖြစ်သွားပြီပျော်လားကောင်လေးဂျူလိုင်မိမိရဲ့ရင်ခွင်ထဲမျက်နှာအပ်ပြီးခေါင်းကိုတစ်ဆက်ဆက်ညှိပြတယ်တာဖေဖေရောမိမိရောမိသားစုတွေအကုန်လုံးကျေးဇူးတင်ပါတယ်ဟေးကောင်လေးအပေါ်ရီချွဲမနေနဲ့သွားတော့ကိုခန်းကိုပြန်ဖေဖေကပါဇက်ကပြောရင်မိနောက်ကနေပြီးဂျူလိုင်နဲ့မိမိကိုတိုင်းဖက်လိုက်ဂျူလိုင်ကကောင်းရင်ကဖုန်းကိုလှမ်းယူပြီးဖေဖေနဲ့မိမိရဲ့ကြားမှာအကြအနနေရာဝေးယူလိုက်တယ်။တားတို့စဖီဆွဲရအောင်လာပြီးရင် Facebook မှာတင်လိုက်မိဖေဖေရဲ့သမီး9စက္ကန့်တွင်ဒီခန်းထဲကိုရောက်လာစေရမယ်။ဟာဂျူလိုင်တို့တားမိသားဖား3ယောက်ခေါင်းအောင်တစ်လုံးပေါ်မှာတူတူအုံအိပ်ပြီးတော့စဖီပုံရိုက်လိုက်တယ်။ထို့နောက် Facebook ပေါ်မှာဖေဖေနဲ့မိမိကိုတက်ဆွဲပြီးတော့တင်လိုက်တယ်။ Caption တူရဲတော့တာလီမို့အရင်စိုးရနော်။မွေးစားသမီးမပါတော့ family photo တင်မီတိတ်မကြလိုက်ပါထင်းတဲ့အတိုင်းတကားခောက်တန်ထွက်လာတယ်မိမိဖေဖေကိုကြီးကောင်လေးအထဲမှာမဟုတ်ဘူးလားမိဝင်ခဲ့မယ်နော်ဖေဖေအိတ်ချောင်ဆောင်နေဂျူလိုင်ကအောက်ကဆောင်ကို3ယောက်လုံးပေါ်ဆွဲယူချုံပြီးဖေဖေနဲ့မိမိကြားတိုးပြီးတော့အိတ်ချောင်ဆောင်နေလိုက်တယ်မိဝင်ခဲ့ပြီနော်ဟမ်အခန်းတကာဖွင့်သွားတယ်နေအတူဝါဆိုကအခန်းထဲရောက်လာတယ်အိတ်ချောင်ဆောင်နေကြတဲ့ဂျူလိုင်တို့ကိုမြင်တော့ကလေးမောအတင်းတိုးတက်ပြီးဂျူလိုင်နဲ့မိမိရဲ့သားတွေကိုစွတ်တင်တိုးဝင်နေအိမ်လည်းမအိတ်ကြသေးပဲနဲ့စိတ်ပုတ်ပြီးကိုကြီးကောင်လေးဖဲဟိုဘက်တိုးလို့ဂျူလိုင်ကမတိုးပေးပင်ကိုကိုတောင့်ထားတော့ဝါဆိုပါလှိမ့်နေရင်နဲ့ခြေတော်နှစ်ချောင်းကိုမြောက်ပြီးဂျူလိုင်ပေါ်ကိုကန့်ပြီးတော့ဖေဖေရဲ့ဘက်ကိုတွန်းတော်တယ်အော်အန်နာစတာချာဘာလို့ကန်တာလဲလို့အကြီးကိုဖေအဲ့မှာကန်နေတယ်မင်းငယ်တိုးမှမတိုးပေးတာ哦ဟဲ့အော်လိုက်တာမင်းငယ်မိမိနာကွဲတော့မယ်ကဲကောင်လေးရေနည်းနည်းတိုးပေးလိုက်ဘယ်အရွယ်ကြီးတွေမို့လို့နေရာလူနေကြတာလဲအရွယ်ကြီးတွေကလန်ကလာနဲ့အေးလေကိုကြီးကောင်လေးကယောက်ျားပြင်ရနေမျိုးမင်းကိုခုတီရှော့မပေးဘူးဟာငါဘာရဂျူလိုင်ယာဝါဆိုကိုခေါင်းနဲ့ဖိလိုက်တော့အာပြဲအောင်အော်တယ်ကဲတော်ပြီမိမိကိုကြီးကောင်လေးဒီမှာအိမ်မီးလဲဒီမှာပဲအိမ်မှာနော်အိတ်ကြတော့နေအောင်မီးလဲအတူတူဆက်ဖီပြန်ရပြီးတော့တင်အောင်မယ်ခုနမီးပုံမပေါအောင်ဒီတစ်ခါတော့ဂျူလိုင်နဲ့ဝါဆိုကအလဲမှာအိတ်နေလို့ဖေဖေနဲ့မေမေကနောင်နာခက်ကြဂျူလိုင်တို့ခေါင်းထန်နောက်မှာတရောင်တစ်ဖက်စီထောက်ပြီးတော့ဆက်ဖီရိုက်လိုက်တယ်ထိုးနောက်ဝါဆိုတာသူ့ရဲ့ကောက်မှာဂျူလိုင်တို့အားလုံးကိုတက်စထရပြီးတော့တင်လိုက်တယ် caption family time ဘေးရကျင်ပုတ်ကိုအိုစီလို့မရတော့ပါဘူးကောင်မလေးတို့ရင်သူ့မှာဆိုင်ရာပိုင်ရာရှိသွားပြီတခဏအတွင်းမှာပဲ re-app ပေါင်းမီလီယံချီသွားတော့ရင်ဆက် re-app တွေထူးထူးခြားခြားပါလာတာကြောင့်ရဲရသေးတယ်ခါတိုင်းဝါဆိုတာဂျူလိုင်နဲ့ပုံတင်လာပြီးတော့အိုစီကြရဲ့သူတွေအများအပြားရှိတာကြောင့်လေဝါဆိုတာ caption မှာအတိပေးလိုက်ခြင်းမှာကဲတော်ပြီနောက်ကျနေပြီဖုန်းမကြည့်ကြနဲ့တော့ဖေဖေကထပြီးတော့မီးပိတ်ပြီးဂျူလိုင်တို့အတွက်ညမီးအပြာရောင်လေးဖွင့်ပေးလိုက်တယ်မိသားစုလေးယောက်ဖေဖေတို့အိယာတဲ့ကြီးပေါ်မှာလှည့်အိတ်လိုက်ကြရင်ဂျူလိုင်ရဲ့ဘွားမှာကံအကောင်းဆုံးလူတွေကတစ်ခုကတော့ဒီမိသားစုလေးမှာလူဖြစ်လာရခြင်းပဲလေဟုတ်ကဲ့ပြည်သက်များရှင်စာရေးသူဒီစော်ရေးသားထားတဲ့ HGO ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း9ကတော့ဒီညမှာပဲဆုံးသက်ပါပြီဇာတ်လမ်းလေးကိုပြည်သက်တွေကြိုက်နေတယ်လို့မျှော်လင့်ပါတယ်ရှင်ဇာတ်လမ်းလေးကနောက်တစ်ပိုင်းဆိုရင်ဇာတ်သိမ်းပြီပေါ့နော်ဇာတ်သိမ်းပိုင်းလေးကိုလည်းစောင့်မျှော်အားပေးနှားဆင်ကြပါအောင်ရှင်